ရွှေချင်းသည်ကယ်ဆယ်ရေးအချက်ပြမီးကြီးထွက်ပေါ်လာခဲ့သည့်နေရာသို့ဦးတည်သွားလိုက်ပါတယ်။အရာခတ်သိမ်းကိုလောင်ကျွမ်းနေသောမီးပင်လယ်ကြီးကမိစ္ဆာဆန်ဆန်ချောမောသောသူ့ရုပ်ရည်ကိုတမျိုးဆွဲဆောင်မှုရှိသွားစေပါတယ်။ခဏအကြာထိုနေရာသို့သူရောက်သွားပါတယ်။သူ၏မီးတရပူကတဟုံးဟုံးတောက်လောင်နေပြီးရွှေကြီးကန်းကြီးကဂီးကနေအော်မိလိုက်ရာဝေဟေတွင်လျှက်စီးကြောင်းများဖုံးလွှမ်းသွားပါတော့တယ်။ပြီးတော်များသည်လှိုင်းလုံးကြီးများအသွင်ဖြင့်မြင့်တက်သွားပြီးအဆုံးစားမဲ့စွမ်းအားများကိုဆောင်ကြည့်၍စတုထမြောက်ညင်ငှက်အတိုက်မြုံကိုလောင်ချလိုက်ပါတယ်။တဝုံဝုံမြည်ရင်တံများပဲ့တင်ထပ်သွားပြီးမီးပင်လယ်ကြီးကနေရာတစ်ခုလုံးကိုလွှမ်းရှုံသွားပါတယ်။ထွက်ပြေးရန်စူးစမ်းနေကြသည့်ညင်ငှက်အကျဉ်းချမ်းသူအများပြားပင်မအော်နိုင်ကြပဲပြာများဖြစ်သွားကြပါတယ်။အဆောက်အုံများသည်လည်းတစ်လုံးပြီးတစ်လုံးပြိုကျသွားပါတယ်။ထိုနေရာသည်ပြည်စမမြောက်တောင်ထဲ၏ပိုင်နယ်ထဲတွင်တည်ရှိပြီးသုံးတက်ညှော်စင်တစ်လုံးနှင့်လွန်ကျယ်ပြန့်သောနေရာတစ်ခုဖြစ်ပါတယ်။နေ့အခါတွင်ထိုနေရာ၌မန်နန်အစီရင်များရောင်းချပါတယ်။ထိုနေရာသည်ပြည်စမမြောက်တောင်ထိပ်နှင့်ဘာမှသက်ဆိုင်ခြင်းမရှိပါတော့လဲနောက်ွယ်နှင့်အဆက်ဆက်များရှိပါတယ်။ထိုမျိုးစင်ကညင်ငှက်အဖွဲ့အစည်းထိန်းချုပ်မှုအောက်တွင်ရှိသည်ကိုပြည်စမမြောက်တောင်ထိပ်ကသိနေသည်လားမသိပါတော့လဲရွှေရှင်းကဂရုမစိုက်ပါယနေ့ညပြီးလျင်ထိုနေရာထပ်မံတည်ရှိတော့မည်မဟုတ်ပါ။သူရောက်သွားပြီးဘီးပင်လယ်ကြီးပြန့်နှံ့သွားစဉ်ထိုနေရာပတ်လက်ရှိလူစိုးထိန်းဌာနဂိုင်းသားများစိတ်တက်ကြွသွားပြီးသူ့ကိုအယိုသေးပြုလိုက်ကြပါတယ်။ခလန်းလန်းတနေရာရှိပြိုကျနေသောအဆောက်အအုံများနှင့်တဟုံးဟုံးတောက်လောင်နေသောမီးပင်လယ်များကြားတွင်တိုက်ပွဲနှစ်ပွဲကတီးတတပေါ်လွင်နေပါတယ်။တိုက်ပွဲတစ်ပွဲတွင်လူစိုးထိန်းဌာန၏လက်ထောက်ဌာနမှ9ယောက်10ယောက်နှင့်ပြည့်နေပါတယ်။သူတို့ကဂိုင်းမန်နန်အစီရင်စွမ်းအားကိုပူးပေါင်းဆင့်ခေါ်၍ညင်ငှက်အဖွဲ့အစည်းအကြီးအကဲကိုဖိနှိပ်နေပါတယ်။ထိုဖိုးသည်ပိုးဖဲဝေးုံကိုဝစ်ဆင်ထားပြီးသူ့မျက်နှာမှာအညိုရောင်အဆက်ပြောင်များဖြစ်ပြည့်နှက်နေပါတယ်။ထိုချိန်၌သူသည်အစွမ်းကုန်ရုန်းကန်နေသည်ဖြစ်၍သူ့မျက်နှာမှာဒေါသရောင်လက်နေပါတယ်။သူ့ကိုယ်ထဲတွင်တဟုံးဟုံးတောက်လောင်နေသောတက်ဆောင်မီလုံးသုံးလုံးရှိပါတယ်။အစကထိုအရှိတီစင်းလက်ထောက်ဌာနမှုများကိုသူချက်ချင်းစီဝင်ရှုပ်ပေးနိုင်ပါတယ်။သို့တော်လည်းဂိုင်းအစီရင်စွမ်းအဖြစ်ပေါင်းဆက်လိုက်သောအခါသူတို့ကိုတပ်ဖြတ်နိုင်စွမ်းမရှိတော့သလိုသူတို့လက်ထဲမှအလွယ်တကူမလွတ်မြောက်နိုင်တော့ပါ။သို့တော်လည်းလက်ထောက်ဌာနမှုများအဖိုးကိုလုံးလုံးရရချုံအောင်နိုင်လောက်သည့်အထိမန်နန်အစီရင်ကြီးကိုလုံလုံလောက်ထိရှုံးနိုင်ခွင့်မရှိကြပါထို့ကြောင့်သူမတာကိုမတာအချိန်နေဖြစ်သွားပြီးနှစ်ဖက်စလုံးတန်ရာများရသွားကြပါတယ်သို့တော့ချီချက်တော်ခိုင်းသားများသည့်အစိတ်ကောင်မွေးမြူခြင်းစနစ်ဖြင့်ရှင်သန်ကြီးထွားခဲ့ကြသောဝင်ပလီပေါင်များဖြစ်၍ရက်ဆက်ကြမ်းကြုတ်ခြင်းများကသူတို့အယိုးများနဲ့ဆွဲနေပါတယ်အသာစီးမရနိုင်သောအခြေအနေသို့ရောက်နေပြီးဒဏ်ရာများရနေကြသည့်တိုင်အောင်ရက်ဆက်ကြမ်းတမ်းစွာတိုက်ခိုက်နေကြဆဲဖြစ်ပါတယ်တခြားဘက်တိုက်ပွဲတွင်လူစိုးရင်းဌာန၏တက်ဆောင်မီလုံးနှလုံးဌာနမှု၄ယောက်ကတပိယာချီနှင့်တူပူပေါင်း၍ပြည်စမမြောက်တောင်ထက်၏ဝန်ကပါဖြင့်လူတစ်ယောက်ကိုချုံအောင်နေပါတယ်ထိုလူသည်ရွှေရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး16နှစ်19နှစ်ပတ်ချလည်းရှိရန်တူပါတယ်သူသည်ယောက်ျားပိသားကချောမောပြီးသူ့မျက်လုံးများထဲတွင်ကြဲကလေးများရှိနေရန်တူပါတယ်သူ့ဘေးတွင်ဓာကိုလက်ပတ်နေပြီးဓာရှိများဖြစ်ပေါ်လာကဘေးပတ်လည်းသူရိုက်ခတ်နေပါတယ်သူကတက်ဆောင်မီလုံး3လုံးကိုပိုင်ဆိုင်ထားပါတယ်သူတက်ဆောင်မီလုံးများကိုသူထွန်းညှိထားပြီးသူ့မျက်နှာကဒေါသရောင်လက်နေပါတယ်သူသည်ဝန်ကပါကိုဖောက်ထွင်းရန်ကြိုးစားနေသောအညာတာမဲစွာတပ်ဖြတ်နေပါတယ်သူသည်ဝင်ကဘာကိုဖောက်ထွင်းရန်စူးစမ်းနေပြီးအညာတာမဲစွာတပ်ဖြတ်နေပါတယ်။ရှီချွဲ့တုံကိုင်းမန်နန်စီရင်ကြီးကထိုလူငယ်အပေါ်တွင်တက်ရောက်ခြင်းမရှိပါ။ထို့ကြောင့်လူစိုးရိတ်ဌာနများသည်ပြည်စမမြောက်တောင်ထက်ဝင်ကဘာကိုသာအသုံးချလိုက်ပြီးတပီပေါင်းရာရှိထောက်ပံ့ဖြင့်ထိုလူငယ်ကိုခက်ခက်ချုံနှောင်နေပါတယ်။သို့တော်လည်းသူတို့ကြာမတောင့်ခံနိုင်မှန်းသိတာပါတယ်။သူတို့ကန်တက်ချက်ကိုရောက်နေပြီဖြစ်သည့်အလားမျက်နှာမှာဖြူဖြူဖြစ်နေကြပါတယ်။ရှင်းရှင်းရောက်လာခြင်းသည်ထိုနေရာကိုမိုးချိုးပစ်လိုက်သည့်အလားပါတဟုံးဟုံးတောက်လောင်နေသောမီးပင်လယ်ကြီးကြောင့်ဝတ်စုံနဲ့အဖိုးနှင့်တိမ်လာဓာကိုင်းမှလူငယ်ကိုမျက်နှာပြတ်သွားစေပါတယ်အထူးသဖြင့်တိမ်လာဓာကိုင်းမှလူငယ်ဖြစ်ပါတယ်ရွှေရှင်းကိုသူတီထားပြီးမြည်မြကြောင်းမဖွဲကောင်းသည်ကိုပါနားလည်ထားသည်ဖြစ်၍သူ့စိတ်ထဲတုန်ရီသွားပါတယ်ရွှေရှင်းကအဖိုးကိုလစ်လို့ရှူ၍သူ့ထံသို့တန်တန်မက်မက်လာနေသည်ကိုမြင်သောအခါသူ့ပတ်လည်ရှိဓာပြန်များမှထုတ်လို့နေသောဓာရှိများမှအနှဲငယ်ဗယံပရာဖြစ်သွားပါတယ်ရွှေရှင်းငါဒီနေရာကဖြတ်သွားတာပဲရှိတာညင်ငှက်အဖွဲ့အစည်းနဲ့ဘာမှမဆိုင်ဘူးထိုလူငယ်ပြောလိုက်သည့်ချိန်ထဲမှာပင်တတိယမြောက်တောင်ထိပ်မှလူစိုးရင်းဌာနမှုကအလင်းမြန်ပြောလိုက်ပါတယ်ဌာနမှုရှိစောကဒီအတိုက်ကိုကျုပ်တို့ဝင်းရံထားတော့ကဒီလူငယ်ကညင်ငှက်အဖွဲ့အစည်းခေါင်းဆောင်နဲ့ဆွေးနွေးနေတာဘာအကြောင်းဆွေးနွေးနေလဲမသိပေမဲ့ဖြတ်သွားဖြတ်လာတော့မဟုတ်တာသိကြပါတယ်ရှင်းခေါင်းချင်းလိုက်ပြီးရှစ်တလန်တိုးသွားပါတယ်ထို့နောက်သူ့လက်ကိုဝေရမ်းလိုက်ရာလူငယ်ကိုဝိုင်းထားသောလူစိုးရင်းဌာနဂိုင်းသားများမှညင်သာသောအားလိုင်းဖြင့်ဖယ်ထုတ်ရှင်းခံလိုက်ရပြီးဝန်ကပါဆက်ရှင်းပြတ်သွားပါတယ်သူကလူငယ်တန်းချောက်သွားပါတယ်လူငယ်၏မျက်နှာအမူအရာဆူဆူဝါးဝါပြတ်သွားပါတယ်အသက်ရှူသက်များမြန်ဆန်လာပြီးချင်းချောက်သောလေတံဖြစ်ပြောလိုက်ပါတယ်ရှင်းသူတော်စင်ကျဲကငါဂိုင်းလူအကိုနော်မင်းငါ့ကိုနာကျင်အောင်လုပ်ရင် तू ကမင်းကိုတေချာပေါက်တတ်မှာငါလူငယ်၏စကားမဆုံးခင်ရွှေရှင်းသည်မျက်နှာတည်ပြီးလူငယ်၏ရှိသို့ရိတ်ကနေရောက်သွားပါတယ်သူသည်ကြောက်စရာကောင်းလောက်အောင်မြန်ဆန်ပြီးဓာပြန်များကသူ့ကိုထိပင်မသွားခဲ့ပါထိုလူငယ်မှာခုခံရန်အချိန်ပြမရလိုက်ပါရွှေရှင်းသည်ထိုလူငယ်၏လေပင်ကိုဖမ်းဆုပ်ကာမြေပြင်သို့အညာတာမဲစွာဖိရှားလိုက်ပါတယ်မြေပြင်မှာအစစ်စစ်အမောင်မှာဖြစ်သွားပြီးထိုလူငယ်၏ဓာရ9ပါးမှာသွေးများစီးကျလာပါတယ်သူ့ကိုယ်ထဲရှိတက်ဆောင်မီလုံး3လုံးအနက်နှလုံးမှာငိမ့်သက်သွားပါတယ်သူထိတ်လန့်ကြောက်ရွံ့သွားပြီးဘေးပက်လက်ရှိဓာပြန်များကိုထိတ်ဆုပ်ရန်ကြိုးစားလိုက်ပါတော့လဲနှိကွဲလွန်းနေပါတယ်ရှင်းရှင်းသည်လူငယ်ကိုမြေပြင်မှဆွဲမကအနောက်ဘက်သို့လွတ်ပစ်လိုက်ပါတယ်လူငယ်၏ကိုယ်များတဖြစ်ဖြစ်ကွဲအပ်တံများထွက်လာပြီးအယိုးများနှင့်ကိုယ်အင်ကအစိပ်ပိုင်းများပျက်စီးသွားပါတယ်
သွေးများလေတဲ့ဖွာကနေလွတ်ပြန်သွားပြီးသူ့ကိုယ်ရဲ့ရှိလက်ကျန်တက်ဆောင်မိတုံးမှာတောက်မခံနိုင်တော့ပဲငိမ့်သက်သွားပါတယ်။မြေပြင်ပေါ်သို့သူကျသွားသောအခါဒဏ်ရာပြင်းထန်စွာရနေပြီဖြစ်ပါတယ်။ရွှေချင်းညွှန်ကြားနေရပြီးမလိုအပ်ပဲလူစိုးတိုင်းဌာနဂိုင်းသားများသည်ချက်ချင်းရှစ်တက်သွားပြီးလူငယ်၏ကိုမှချုံနောင်ခွင်းများတက်ဆင်လိုက်ကြပါတယ်။ထိုအချိန်၌လက်ထောက်ဌာနမှူးများ၏ချောင်းချောင်းထဲပိတ်မိနေသောညင်ငတ်အဖွဲ့ဝင်ဖိုးသည်တက်ဆောင်နီးလမ်းများကိုအသုံးချလိုက်ပါတယ်။သူရှိနေသည့်နေရာမှာအားကောင်းသောအငွေ့သက်များတဟူဟူထွက်ပေါ်လာပြီးလက်ထောက်ဌာနမှူးများနောက်သို့ဆုတ်သွားပါတယ်။သူသည်တစိပြားတစ်ခုကိုအလင်းမြန်ထုတ်လိုက်ပြီးလွတ်ပစ်လိုက်ပါတယ်။တစိပြားကွဲအပ်သွားပြီးမန်နန်စီရင်ကြီးဖိအားအနှဲငယ်ရောကျသွားပါတယ်။ထိုခွင့်ရဲကိုအမိရယူ၍ဝိစုံနှံအဖိုးကရွှေရွှဲတုံကိုင်းတောင်ထိပ်စီသို့ပြေးထွက်သွားပါတယ်။ရွှေရှင်ကောင်းလက်၏အေဒီအဆက်ကြည့်လိုက်ပါတယ်။ထိုသူကိုသူမသိပါတော့လဲထိုသူသည်ရုပ်ဖြတ်ထားခြင်းဖြစ်ပြီးသူ၏အစစ်မှန်ရုပ်သွင်းမဟုတ်ကြောင်းသူအာရုံခံမိပါတယ်။ဂိုင်းမန်နန်အစီရင်ကိုအာရုံသွားစေသည့်ကြောက်စိမ့်ပေလော်မှဂိုင်းတစိပြားဖြစ်ပါတယ်။လက်ထောက်ဌာနမှူးများစင့်ခေါ်ခဲ့ရသည့်ဂိုင်းမန်နန်အစီရင်ကြီးဖိအားသည့်တာမန်သာဖြစ်ပါတော့လဲထိုမြအလွယ်တကူအပြော့သွားနိုင်သောအရာမဟုတ်ပါထို့သို့လုံနိုင်ရမှာထိုသူကရှီရွှဲတုံခိုင်းသားတယောက်သာဖြစ်ရမှာပါရှီရွှဲတုံခိုင်း၏ပင်မမျိုးကြီးတွေညင်ငတ်အပွဲစီတရှိရမှာရှီရွှဲတုံခိုင်းသားများ၏အကူအညီမပါဘဲမဖြစ်နိုင်ပါထိုအချက်ကိုရှင်းရှင်းသတိထားမိပါတော့လဲထိုကိစ္စကိုတူးဆွရန်အစီအစဉ်မရှိပါယင်းသည်အတိတ်ပဲမရှိလာပါထိုသူသည်ဝေးသည့်ထက်ဝေးရသို့ထွက်ပြေးနေသည်ကိုမြင်၍ရှင်းရှင်းသည်လေထဲသို့တင်းငိမ်စွာပြန်တက်လိုက်ပြီးအဝေးသို့လှမ်းကြည့်လိုက်ပါတယ်သူကညာလက်ကိုမြောက်လိုက်ရာသူကောင်းအထက်တွင်အေယာမကောင်းကင်ဓာမော့အရေးကြီးပေါ်လာပါတယ်ထိုဓာမော့သည်ခညာထဲဝါပြီးပေါ်လာသည်နှင့်လေမြင့်မုန်တိုင်းများတဟူဟူတိုက်ခတ်သွားပါတယ်လူတန်းခွေများထိမ့်မနိုင်သိမ်းမရထွက်ပေါ်လာပြီးထိုသည်ကိုအာယုံခံပြီးလိုက်ကြသည့်လူအလုံးမျက်နှာများပြောင်းလဲသွားကြပါတယ်အထူးသဖြင့်ထိုတိုက်ပွဲကိုအာယုံဆိုင်နေကြသောခုနှစ်ကိုင်းမဟာမိတ်အဖွဲ့မှကောင်းကင်လက်ရွေးစင်တချို့ဖြစ်ပါတယ်လူတစ်ယောက်ကထိုဓာမော့ကိုချက်ချင်းမှတ်မိလိုက်ပြီးတန်အောပြောလိုက်ပါတယ်ဇွန်းရောက်ကောင်းကင်ဓာမော့အန်အားတင်းစွာအော်ဟစ်တံများပဲ့တင်ထက်ကပြန့်နှံ့သွားတဲ့ရွှေရှင်းသည်မြင်ကွင်းမှပျောက်ကွယ်လူဆဲဆဲဖြစ်နေသောတက်ဆောင်မီလုံးသုံးလုံးနှင့်ညင်ငတ်အဖွဲ့အစည်းခေါင်းဆောင်ကိုကြည့်ကလက်ကိုအောက်ချလိုက်ပါတယ်တခဏလေးတွင်ကောင်းကင်ဝေဟင်ပြင်ရှိကောင်းကင်ဓာမော်ကြီးသည်မျက်စိကျိမ့်မတဲ့ဆူချတောက်ပလာပြီးအဖိုးကိုကြမ်းတမ်းစွာခုတ်ချလိုက်ပါတယ်ဓာမော်ကြီးမှာလင်မြန်လုံးလာသည်ဖြစ်၍ကျင်းနေလာများကိုပိုင်းဖြတ်ပစ်နိုင်ဟန်တူပါတယ်ညအမောင်လူကြီးတဲ့၌ဆူချတောက်ပသောအလင်းလန်းကကြဲကြည်သွားသည့်အလားပါဓာမော်ကြီးကျဆင်းသွားသည်နှင့်ပတ်ဝန်းကျင်တစ်ခုလုံးတုန်ခါသွားပါတယ်ထွက်ပြေးနေသောညင်ငတ်အဖွဲ့ဝင်အဖိုးမှထိတ်လန့်ကြောက်ရွံ့သွားပါတယ်သူကိုယ်ရဲ့ရှိသက်ဆောင်မီလုံးများတဟုံဟုံတောက်လောင်လာပြီးခုခံရန်စူးစမ်းလိုက်ပါတော့လေအသုံးမဝင်ပါဓာမော့အလင်းတန်းကသူ့ခန္ဓာကိုယ်ကိုပိုင်းဖြတ်သွားခဲ့ပြီးသူ့တစ်ကိုယ်လုံးတဆက်ဆက်တုန်ခါနေပါတယ်သူကခါခါတီးတီးစိတ်ပြက်နေသောအကြည့်ဖြင့်ခတ်တူးတူးပြောလိုက်ပါတယ်မင်းကအစွန်းရောက်ကောင်းကင်ဓာမော့ကိုတော့တိနေတာ哦ထိုချိန်၌သူ့မျက်ခုံးပွင့်တစ်ခုကြားတွင်သွေးစီးကြောင်းတစ်ခုပေါ်လာပါတယ်ထိုသွေးစီးကြောင်းသည်သူ၏နှာခေါင်းမှတဆင့်နှာခမ်းများမေးကျိုးဝမ်းပိုင်းနှင့်ခန္ဓာကိုယ်အောက်ပိုင်းသို့တိုင်အောင်ပြန့်နှံ့သွားပါတယ်သူ၏ခန္ဓာကိုယ်နှစ်ချမ်းကွဲသွားပြီးသွေးများတလဟောစီးကျလာပါတယ်ထို့နောက်ထိုခန္ဓာကိုယ်နှစ်ချမ်းမှာအစိစိမော်မော်ဖြစ်သွားပြန်ပြီးအသားစာများဖြစ်ပြောင်းလဲသွားကမြေပြင်ပေါ်တွင်သွေးများအိုင်ထွန်းသွားပါတယ်ရွှေရှင်းလက်ရှိကျင့်ကြံခြင်းအစဉ်ဖြင့်ကောင်းကင်ဓာမောသည်ရခင်ကားထက်အစာပေါင်းများစွာအစွမ်းထက်နေပြီဖြစ်ပါတယ်ဓာတ်ချက်တစ်ချက်ဖြင့်တက်ဆောင်မီလုံးသုံးလုံးကျင့်ကြံသူကိုဇီဝင်ချုပ်ပေးနိုင်ပါတယ်ထိုဖြစ်ရကိုမြင်တွေ့လိုက်ကြရသည့်ပင်မမျိုးကြီးရရှိလူအလုံးငြိမ်ချသွားပါတယ်တစ်ချိန်တည်းမှာပင်ဝတ်စုံနှင့်အဖိုးကိုတည်သွားသည့်နေရာနှင့်မနီမွေးရှိလမ်းပေါ်၌လူစိုးရင်းဌာနအသင်းတသည်ညင်အခါထွက်လာမည့်လူများအားစိတ်ဆက်ဆက်ချဖွေးနေပါတယ်သူတို့တာဝန်သည်ညင်ငတ်အတိုင်များကိုဖျက်ဆီးရမှထွက်ပြေးလာကြမည့်ညင်ငတ်အဖွဲ့ဝင်များကိုဖမ်းဆီးရန်ဖြစ်ပါတယ်လူစိုးရင်းဌာနများ၏ပိုက်စိတ်တဲ့ရှောက်ဖွေးခြင်းအောက်တွင်ထိုညင်ငတ်အဖွဲ့ဝင်များပုံကွယ်ရနေရမရှိတော့ပါထို့သောညမထွက်ရအမိန့်အောက်မှာပင်အကြောင်းမျိုးမျိုးပြ၍အပြင်ထွက်တတ်ကြသောတာမန်လူများလည်းရှိပါတယ်ဥမာအနေဖြင့်ထိုလူစိုးရင်းဌာနဂိုင်းသားများရှိတွင်စိုးရင်ထိတ်လန့်နေသောအမူအရာဖြင့်တုံရီစွာရက်နေသော73နှစ်14နှစ်ပတ်ချလေလူငယ်လေးတစ်ယောက်ပါထိုလူငယ်သည်ရှီရှက်တော်ဂိုင်းသို့ယမန်နေ့ကရောက်လာခဲ့ခြင်းဖြစ်ပါတယ်ယနေ့တွင်သူသည်စစ်ဆေးဝဲကိုဖြည့်ဆို့အောင်မြင်ခဲ့ပြီးစရမမြောက်တောင်ထိပ်မှဂိုင်းသားအသစ်ဖြစ်လာခဲ့ပါတယ်သူရရှိခဲ့သည့်ဂိုင်းစိတ်ပြားကမဆိုးလာသောကြောင့်စရမမြောက်တောင်ထိပ်လူစိုးရင်းဌာနသို့တင်ပြရန်စီစဉ်ခြင်းခံခဲ့ရပါတယ်ယခုသူ့အိမ်သို့အပြန်လန်းတွင်လူစိုးရင်းဌာနဂိုင်းသားများ၏စစ်ဆေးခြင်းခံရခြင်းဖြစ်ပါတယ်သူရှာဖွေခံရစဉ်အတော်တွင်ဝေဟင်မှဆူဆူဝါးဝါအော်ဟစ်တန်ကြီးကြားလိုက်ရပြီးလေထဲမှပိုင်းဖြတ်ခံရသောညင်ငတ်အဖွဲ့ခေါင်းဆောင်ကိုမြင်တွေ့သွားခဲ့ပါတယ်ထိုဓာတ်ချက်သည်သူ၏စိတ်နှင့်ခန္ဓာကိုယ်တုန်လှုပ်သွားစေခဲ့ပါတယ်သူ့မျက်လုံးများထဲတွင်ပြင်းပြသောစိတ်ဆန္ဒများနှင့်ဖော်ပြ၍မရနိုင်သောလေးစားကြည်ညိုခြင်းများပေါ်လာပါတယ်အဲ့ဒါတရမမြောက်တောင်ထိပ်ကလူစိုးတိုင်းဌာနမှုရှိရှင်းပဲသူကငါတို့ရှီရွှဲတော်ကိုင်းတကိုင်းလုံးမှာနာမည်ကြီးတယ်လူငယ်လေးညုံဝများထဲမှာလေးစားကြည်ညိုသောအရေးကြော်များကိုတတိထားမိ၍လူငယ်လေးအားရှာဖွေနေသောလူစိုးတိုင်းဌာနဂိုင်းသားကယူတုတိညုံဝများဖြစ်ပြောလိုက်ပါတယ်ထို့နောက်သူကဘေးရှိလူစိုးတိုင်းဌာနအဖွဲ့ဝင်ကိုလက်ဝဲရမ်းပြလိုက်ပါတယ်ဒီညီလေးကငါတို့အဖွဲ့ဝင်တယောက်ပဲမင်းတို့ကောင်တွေပြန်ရုပ်သိမ်းလို့ရပြီဒီညီလေးကိုမချောက်ကြနဲ့ညင်ငတ်အဖွဲ့ဝင်လက်ကျန်တွေကိုဆက်ချကြမယ်အာယုံမတက်ခင်ပင်မမျိုးကြီးထဲမှာညင်ငတ်အဖွဲ့စီတယောက်မှမရှိစေရဘူးလို့ဆရာရှူရှင်အမိန်ပေးထားတယ်ပြီးတော့ညီလေးမင်းမြန်မြန်ပြန်တော့ဒီညကမအေးချမ်းဘူး
လူစိုးတိုင်းဌာနဂိုင်းသားများစိတ်လိုတခြားဖြစ်ထွက်သွားကြပါတယ်လူငယ်လေးတယောက်ထဲသာနေရာမှာပင်ရက်ရွက်တဖြည်းဖြည်းပျောက်ကွယ်နေသောကောင်းကင်ဓာမောအရေးကြီးကိုကြည့်လိုက်ပါတယ်သူ၏မျက်လုံးများထဲတွင်စိတ်အားတက်ကြွခြင်းများဖြင့်ပြည့်နှက်လာပါတယ်။မာလဲဘယ်တော့မှအဲ့လိုမျိုးလုပ်နိုင်ပါလဲ။လူငယ်လေးသည်ခတ်တိုးတိုးရေရိုးလိုက်ပြီးခတ်တုတ်တုတ်ထွက်သွားပါတယ်။သူတတိမထားမိလိုက်ပဲသူ့ရင်ထဲတွင်ထိတ်သီးကျဉ်ကျန်သူတယောက်ဖြစ်လို့သည့်ဆန္ဒအမြင့်တွယ်သွားခဲ့ပြီးဖြစ်ပါတယ်။ဓာတ်ချက်တစ်ချက်ကတက်ဆောင်မီလုံးသုံးလုံးကျဉ်ကျန်သူကိုဇီဝင်ချုပ်သွားစေခဲ့ပါတယ်။ထိုအောင်မြင်မှုမျိုးကိုခဏကိုင်းမဟာမိတ်ရှိညီတိကောင်းကင်လက်ရေးစင်ဆိုလှုပ်ဆောင်နိုင်ကြပါတယ်။တက်ဆောင်မီလုံးသုံးလုံးနှင့်တက်ဆောင်မီလုံးလေးလုံးအကြားကွာခြားမှုကကြီးမားလှသည်မဟုတ်ပါလား။အရှိတီအဆင့်၌တက်ဆောင်မီလုံးလေးလုံးကိုနောက်ထပ်အဆင့်ကြီးတစ်ဆင့်အဖြစ်ယူဆနိုင်ပါတယ်။ဧကရေစင်ကျဉ်ကျန်ခြင်းအတက်တက်ဆောင်မီအိမ်သို့မဟုတ်ရန်နာပစ္စည်းများအကူအညီမပါလျင်ထိုနှစ်ခုခြားနာချက်သည်မိုးနဲ့မြေပမာဖြစ်ပါတယ်အမြန်နှုန်းအရာဖြစ်စေပောက်ကွဲအားအရာဖြစ်စေမတူညီသောအစိမ်များ၌ရှိကြပါတယ်သို့တော်လည်းရှုချင်းဓာတ်ချက်ကမြင်လိုက်ရသည့်ခုနှစ်ကိုင်းမဟာမိတ်ဂိုင်းသားများ၏စိတ်နှလုံးကိုတုန်ဟီးသွားစေပါတယ်အစားကရှုချင်းကိုဂရုမစိုက်ခဲ့ကြပါတော့လဲတဖြည်းဖြည်းပို၍အလေးထားလာကြပါတယ်ယခုကရှုချင်းကိုစိုးရင်ထိတ်လန့်နေပြီဖြစ်ပါတယ်ယင်းသည်စီမာကြီးပျောက်သွားသည်နှင့်များစွာဆက်ဆက်နေပါတယ်တို့ဖြစ်၍ရှုချင်းတိုက်ခိုက်မှုကသူတို့အမြင်၌အလွန်အစွမ်းထက်နေပါတော့တယ်အမှန်စစ်သူတို့ဝန်ခံရန်ဆန္ဒမရှိကြသည့်တိုင်အောင်ရှုချင်းကိုသာတိုက်ခိုက်ခဲ့ပါကတေချာပေါက်ရှုံးနိမ့်သွားမည်ဖြစ်ကြောင်းကောင်းစွာနားလည်နေကြပါတယ်ရှုချင်းကိုသူတို့စဉ်ကျေပြီးလျင်ဒုတိယမြောက်ပြိုင်ဘက်ကင်းကျင့်ကြံသူတယောက်ဖြစ်သူတို့ယူဆနေကြပြီဖြစ်ပါတယ်ထိုဓာတ်မော့ကိုသူတို့မြင်ပြီးနောက်ရှုချင်းဟွက်ဖဲများနှင့်ပတ်သက်ပြီးသူတို့ခန်းစားချက်မျိုးစုံဖြစ်နေကြပါတယ်ထိုဓာတ်မော့သည်အစွန်းရောက်ကောင်းကင်ဓာတ်မော့ဖြစ်ပါတယ်ထိုဓာတ်မော့တိုင်းသည်ဓာတ်ချက်9ချက်ကိုနားလည်ပြီးသောအခါမှသာပြည့်စုံသောဧကရေစင်ကျင့်ကြံခြင်းအတက်ဖြစ်လာမည်ဖြစ်တော်လဲရှုချင်းကဓာတ်မော့ဘယ်နှချက်နားလည်ထားသည်ကိုမူသူတို့တည်တည်ချာချာမသိပါရှုချင်းဓာတ်မော့တစ်ချက်သာရှိနေပြီဆိုရင်ပင်အံ့ဩစရာကောင်းနေပြီဖြစ်ပါတယ်အစွန်းရောက်ကောင်းကင်ဓာတ်မော့ကိုနားလည်ရန်စူးစမ်းရတွင်ပြင်ပအကူအညီဖြစ်မရပါပင်ကိုနားလည်နိုင်စွမ်းဖြစ်တာအစွန်းရောက်ကောင်းကင်ဓာတ်မော့ကိုနားလည်နိုင်ပါတယ်ယင်းသည်မြေတိခိုင်းတွင်မဆိုအတူတူဖြစ်ပါတယ်ကောင်းကင်ဓာတ်မော့ကိုအထူးလေ့လာလိုက်စားသောခိုင်းများဝန်ကူဒေတာကြီး၌ရှိပါတယ်ထိုခိုင်းသားများသည်ဒုတိယ၏ပါရမီကိုအစွန်းရောက်ကောင်းကင်ဓာတ်မော့အားညီမျှနားလည်နိုင်သည်ဆိုသောအချက်ဖြင့်အဆုံးဖြတ်ကြပါတယ်သို့သောအစွန်းရောက်ကောင်းကင်ဓာတ်မော့ကိုကောင်းကင်လက်ရွေးစင်များအားတတ်မှတ်ရာတွင်လည်းစံနှုန်းတစ်ခုဖြင့်ယူဆနိုင်ပါတယ်ထိုစံနှုန်းအောက်တွင်သူတော်စင်ကျေမလဲ၍ခုနှစ်ကိုင်းမဟာမိတ်ရှိကြံကောင်းကင်လက်ရွေးစင်များအားလုံးအရေးရှင်းမပြည့်မီခဲ့ကြပါထိုဓာတ်မော့ကိုသူတို့နားလည်ရန်အထက်အခါကြိုးစားခဲ့ပါတော့လဲမအောင်မြင်ခဲ့ကြပါထို့ကြောင့်ကောင်းကင်ဓာတ်မော့ဓာတ်ချက်ဖြင့်ရှုရှင်းကဝတ်စုံနှင့်အဖိုးဝါတက်ဖြတ်လိုက်သည်ကိုသူတို့မြင်သောအခါရင်ထဲတွင်ခန်းစားချက်ပေါင်းစုံပေါ်ပေါက်လာကြပါတယ်သူတို့ဖြစ်စီအလေအပတ်လာကြသောမဟာမိတ်များဖြစ်စီထိုဓာတ်ချက်မှနေပြီးရှုရှင်းကြောက်စရာကောင်းသောအချက်များကိုမြင်သွားကြပါတယ်ပြတ်သားခြင်းနှင့်လိမ္မာပါနှက်ခြင်းမြင့်ငတ်အဖွဲ့အစည်းသည်ရှီချက်တော်ကိုင်းနဲ့အမြင့်တွေနေခဲ့သည်မှာနှစ်ကြာနေပြီဖြစ်၍ရှင်းလင်းရခက်ခဲသောမြေရိုင်းပင်များကဲ့သို့ဖြစ်လာပါတယ်ထို့ပြင်ယခုတစ်ခေါက်တွင်ညငတ်အဖွဲ့ဝင်များစွာစူးစီးလာခဲ့ကြသည်ဖြစ်၍လူစိုးတိုင်းဌာနတစ်ခုအနေဖြင့်ညငတ်အဖွဲ့ဝင်များကိုရှင်းလင်းရန်အချိန်2လနီးပါးယူခဲ့ရပါတယ်ဤနေရာတွင်ပြဿနာတစ်ခုရှိလာခဲ့ပါတယ်ထိုပြဿနာသည်ပေါ်သေးသေးမဟုတ်ပါဘဲကြောင့်ဆိုတော့ရှီရွှဲတော်ကိုင်းမှလူတစ်ယောက်ကညငတ်အဖွဲ့အစည်းကိုတစုံတစ်ခုသောအဆင့်ထိကာကွယ်ပေးနေခဲ့သည်မှာတေချာနေသောကြောင့်ဖြစ်ပါတယ်ထိုကိစ္စမှရရှိမိအကျိုးမြတ်ကကြီးမားနေမည်ဖြစ်၍ထိုကိစ္စကိုရှီရွှဲတော်ကိုင်းမှလူတစ်ယောက်မှကတိတ်တဆိတ်ပါဝင်ပတ်သက်နေနိုင်ပါတယ်ထိုလူများသည်ညငတ်အဖွဲ့အစည်းနှင့်ပတ်သက်မိထားသောလောက်ရများကိုနောက်ပြန်လှည့်၍ရနိုင်တော့မည်မဟုတ်ပါလူသားမဟုတ်သောမျိုးနွယ်ဝင်များသည်ထိုအချက်ကိုရှင်းရှင်းလင်းလင်းမြင်ခဲ့ကြပါတယ်အမှန်စစ်စစ်လူစိုးတိုင်းဌာနဦးစီးခဲ့သောညငတ်အဖွဲ့ဝင်စစ်စစ်ရေးအကြောင်းအတွင်းပိုင်းပြဿနာများဖြစ်လာခဲ့ပါကရှီရွှဲတော်ကိုင်းအနေနဲ့ညီတို့ဖြစ်ရှင်းမိကိုလည်းသူတို့စောင့်ကြည့်နေခဲ့ကြပါတယ်သို့တော်လည်းရှူရှင်းလောက်ရများကအလွန်ပြတ်သားပါတယ်ဝတ်စုံတဲ့အဖိုးတရုတ်မှန်ကိုသူရှင်းရှင်းလင်းလင်းအာရုံခံပြီးခဲ့ပါတော့လေနောက်ကျောင်းများအားဆက်လက်စုံစမ်းမနေတော့ပါထိုအစားထိုအဖိုးကိုစကားပြောခွင့်မရစေရန်ဓာတ်ချက်တစ်ချက်တည်းဖြင့်လက်စတုံးပစ်ခဲ့ပါတယ်ထိုအဖိုး၏အလောင်းကအသားစာများဖြစ်သွားပြီးအပြင်ပန်းမှကြည့်လျင်ထိုအဖိုး၏တရုတ်မှန်ကိုသိနိုင်တော့မည်မဟုတ်ပါထိုဓာတ်ချက်သည်ထိုအဖိုးကိုတပ်ဖြတ်လိုက်တည်တာမှကထိုအဖိုး၏နောက်ွယ်ရှိညငတ်အဖွဲ့အစည်းအဆက်အသွယ်များကိုပါဖျက်တောက်ပစ်လိုက်ပါတယ်ထိုကိစ္စနောက်ွယ်တွင်ရှိနေသည့်လူအားလူစိုးတိုင်းဌာနကထိုကိစ္စကိုဆက်လက်စုံစမ်းတော့မည်မဟုတ်ကြောင်းထိုဓာတ်ချက်ဖြင့်သူပြောပြလိုက်ပါတယ်ထိုနည်းလမ်းသည်ဖွံ့ဖြိုးတိုးတက်သောခေတ်၌မှားယွင်းနေသည်ဟုဆိုနိုင်ပါတော့လဲဤလောကပျက်ကြီးတဲ့၌အားနည်းငယ်သာစိုက်ထုတ်ရသည့်လိမ္မာပါနှက်သောရွေးရှင်မှုဖြစ်ပါတယ်သူသည်ညငတ်အဖွဲ့အစည်းကိုတပ်ဖြတ်လိုက်သည့်တာမကနောက်ွယ်မှလူများကိုလည်းမျက်နှာသာပေးလိုက်ပါတယ်တို့ဖြစ်ပေရာထိုလူများအနေဖြင့်ရှုရှင်းကထိုကိစ္စကိုအောင်မြင်စွာလှုပ်ဆောင်နိုင်ခဲ့သည်ဟုမဖြစ်မနေဝန်ခံရမည်ဖြစ်ပါတယ်ထိုကိစ္စနှင့်ပတ်သက်ပြီးရှုရှင်းကိုသူတို့ပြဿနာချတော့မည်မဟုတ်ပါရွှေလျန်းကျစ်တီပင်လေးစားသွားပါတယ်အလင်းရှိလျင်အမောင်လဲရှိမည်ဆိုသောယူဆချက်ကိုသူတို့သိထားပြီးဖြစ်၍ဂိုင်းထဲရှိစိုးညစ်သောကိစ္စများကိုသူမမြင်ကြအောင်ဆောင်ထားခဲ့ပါတယ်။လေအောင်ကြီးကအရေးကိုဖြစ်စေပါတယ်။ကိစ္စအများစု၌အဖြူနှင်းအမဲသာမကမိကိုလည်းရှိနေမှာပါ။ထိုစိမ့်မြင့်ကိုရှင်းရှင်းနမောနမဲ့နေခဲ့ဘူးပါတယ်။ရှီရွှဲတော်ကိုင်းတို့ရောက်လာပြီးနောက်သူမသိနိုင်သောလူများနဲ့ကွယ်ဝှက်နေသောဓာများရှိနေသည်ကိုမြင်ခဲ့ရပါတယ်။သူသည်
ဝါကွန်စာလီတစ်ခုအလားလျင်မြန်စွာတင်ယူရင်ကြီးပြင်းလာခဲ့ပြီးထိုသဘောတရားများကိုနားလည်လာခဲ့ပါတယ်ထိုတိုက်ပွဲပြီးနောက်ရွှေချင်းနာမည်ကိုလူသားမဟုတ်သောမျိုးနွယ်ဝင်များအားလုံးဆွဲထင်စွာမှတ်မိသွားကြပါတယ်ယင်းပြင်သူတို့ရင်ထဲတွင်ကြောက်ရွံ့စိတ်များလည်းကြီးစိုးလာခဲ့ပါတယ်သို့တော်သူတို့သဘောကျသည်မကျသည်ကိုအလွယ်တကူထုတ်ပြမည်မဟုတ်ပါဘဲကြောင့်ဆိုရသောထိုရွှေချင်းသည်တကိုးစွမ်းအရာသာမကရက်ဆက်ကြံကြုတ်သည့်နေရာတွေလည်းပြောင်မြောက်လှသည်ကိုသူတို့သိနေသောကြောင့်ဖြစ်ပါတယ်ရွှေချင်းသည်ဖုံးကွယ်ရာ၌ထူးချွန်သည်သာမကလိမ္မာပါတဲ့သူလည်းဖြစ်ပါတယ်ထိုကဲ့သို့လူတစ်ယောက်ကိုတရှိရဲဖြစ်လက်စတုံးမပြစ်နိုင်ခဲ့ပဲအရေးနိုင်သွားခဲ့ပါကတံပြန်ခန်းစားမိမှာကျင်းသေးပါတယ်အကျိုးအမြတ်နှင့်ရန်ညွှန်းကလေးစားများကဲ့သို့တစ်ဖက်တည်မှကိစ္စပြတ်မိဖြစ်သောတိုက်ပွဲများမဟုတ်ခဲ့လျင်မိသူမှအသက်နှင့်ရည်၍လှုပ်ရှားရန်ဆန္ဒရှိမည်မဟုတ်ပါအများစုကသူနှင့်ခင်မင်ရင်းနှီးရန်သာဆန္ဒရှိကြမှာပါရင်းသည်ရှုပ်ထွေးသောလူတဘာဝပဲဖြစ်ပါတယ်ညလုံးပေါက်ရှင်းလင်းပြီး၍ရင်းငတ်အဖွဲ့ဝင်များအားလုံးကိုဖမ်းဆီးပြီးနောက်နာမည်စရင်းစာအုပ်ကိုရှင်းရခဲ့ပါတယ်ထို့နောက်သူကဂိုင်းကိုမေးမြန်းခဲ့ပြီးဂိုင်းထံမှမှန်ကန်ကြောင်းအဖြေရခဲ့ပါတယ်ထိုစရင်းသည်ရတနာအကျဉ်းသားများအားဝယ်ခဲ့သည့်လူများကိုမှတ်တမ်းတင်ထားသည့်စရင်းဖြစ်ပါတယ်စရင်းစာအုပ်များသည်ပြက်ကိန်းဆိုင်စေသည့်တောချက်တစ်ခုဖြစ်သည့်တိုင်အောင်ထိုစရင်းစာအုပ်ကိုတည်ရှိနေခြင်းသည်မှတ်တမ်းတင်ရန်တသက်တာမဟုတ်ဘဲအပြန်အလှန်စစ်ဆေးထိန်းချောင်းသည့်နည်းလမ်းလည်းဖြစ်နေတတ်ပါတယ်ချိန်ထဲမှာပဲမှတ်တမ်းများကိုရည်ရွယ်ချက်ရှိချန်ထားခဲ့နိုင်ပါတယ်အပဲကြောင့်ဆိုသောရင်းသည်အတိုင်းအတာတစ်ခုထိတာမြင့်ရတနာများနည်းတူတန်ဖိုးရှိသောကြောင့်ဖြစ်ပါတယ်တို့ဖြစ်၍အယောင်းဝယ်စည်းများကိုရည်ရွယ်ချက်ရှိမှတ်တမ်းတင်နိုင်ခြင်းမှာများပါတယ်မှတ်တမ်းထဲတွင်ခုနှစ်ကိုင်းမဟာမိတ်ကဝယ်ခဲ့သည့်နာမည်များနှင့်လူရည်အတွက်များသာအဓိကပါပါတယ်ရွှေချင်းကိုအံ့အားသင့်သေးစီမှာခုနှစ်ကိုင်းမဟာမိတ်များဂိုင်းတိုင်းကရတနာအကျဉ်းသားများကိုဝယ်ခဲ့ခြင်းမဟုတ်ပါခုနှစ်ကိုင်းမဟာမိတ်အနက်ဒုတိယမြောက်တောင်ထိပ်၏အထက်ကိုင်းဖြစ်သောမိုးတော်ဝင်းကျင်တောင်ကြားစတမမြောက်တောင်ထိပ်အထက်ကိုင်းဖြစ်သောကောင်းကင်ရတနာကိုင်းတရမမြောက်တောင်ထိပ်အထက်ကိုင်းဖြစ်သောရွှံယုံကိုင်းနှင့်ပြင်စမမြောက်တောင်ထိပ်အထက်ကိုင်းဖြစ်သောကံကြမ္မာဗိမာန်တို့ကတယောက်မှမဝေယူခဲ့ကြပါရတနာအကျဉ်းသားများကိုအများဆုံးဝယ်ခဲ့သည့်ဂိုင်းများမှာတိမ်လွာဓားကိုင်းဗိဆာသားကောင်ကိုင်းနှင့်စတုထားမြောက်တောင်ထိပ်အထက်ကိုင်းဖြစ်သောမဟာကျေပြန့်တာအုပ်ကိုင်းတို့ဖြစ်ပါတယ်တိမ်လွာဓားကိုင်းနှင့်မိဆာသားကောင်ကိုင်းမှကောင်းကင်လက်ရွေးစင်များကိုအကျဉ်းထောင်ထဲမှာဆွန့်နှောင်ထားခဲ့ပြီးဖြစ်ပါတယ်မဖမ်းရသေးသည်မှာမဟာကျေပြန့်တာအုပ်နန်းတော်မှာကြင်ကြံသူသာဖြစ်ပါတယ်စီမာလင်းတူတော်လက်စွပ်ထဲမှာပစ္စည်းများကိုရှင်းရှင်းပြန်တွေးမိလိုက်ပြီးမဟာကျေပြန့်တာအုပ်နန်းတော်မှာထိုကောင်းကင်လက်ရွေးစင်ကိုဖမ်းဆီးကျင်လာပါတယ်သို့တော်လည်းဂမိုးရှူတို့ပြုရမည်မဟုတ်၍ထိုသူကိုဖမ်းဆီးခွင့်ရရင်ဂိုင်းအားတောင်းဆိုလိုက်ပါတယ်ကြီးမားသောအကျိုးမြတ်မဟုတ်ပါကသူ၏စီးပြင်ဘက်သို့ပြောင်တင်းတင်းလှုပ်ရှားနေမည်မဟုတ်ပါထိုမှတ်တမ်းကိုရှန်ရိတ်သူ၏ရည်ရွယ်ချက်ကိုမသိရပါတော့လေခုနှစ်ကိုင်းမဟာမိတ်နှင့်ဆက်ဆက်နေနိုင်ပါတယ်ဂိုင်းထံမှအတည်ပြုချက်ရပြီးတရားဝင်ထောက်ခံချက်ရမှသာဘေးကင်းလုံခြုံမည်ဖြစ်ကြောင်းရှင်းခံစားရပါတယ်ဂိုင်းကသူ့ထံသို့စကလုံးတစ်လုံးသာပေးပို့လိုက်ပါတယ်ဖမ်းဂိုင်းအဖြေကိုကြည့်ပြီးလူစိုးရင်းဌာနထဲမှာရှင်းထွက်သွားပါတယ်နောက်တနေ့မနက်ခင်းတွင်ရှီချက်တုံဂိုင်းလမ်းများပေါ်သူလမ်းလျှောက်သွားပါတယ်လူစိုးရင်းဌာန၏မြင့်လူတပ်ပွဲကအကျိုးရှိသွားခဲ့ပါတယ်။ရင်းလူတပ်ပွဲကြောင့်ပိမမြို့ကြီးရဲ့ရှိလူမိတ်ဆာများအစနာရှာမရအောင်ပျောက်သွားကြပြီဖြစ်ပါတယ်။ရှီချက်တုံဂိုင်းစီမင်းများကတန်မန်လူများကိုအဓိကကာကွယ်ပေးပါတယ်။ထို့ကြောင့်လူစိုးရင်းဌာန၏လုပ်ရများကတန်မန်လူများအပေါ်တက်ရောက်ခြင်းမရှိခဲ့ပါ။စန့်ကျင်ဘက်အနေဖြင့်တန်မန်လူများမှပို၍ဘေးကင်းလုံခြုံလာတဲ့ကဲ့သို့ခံစားလာရပါတယ်။ရှင်းရှင်းဒီသူစားနေကြမနှက်စာဆိုင်ကလေးသို့ရောက်သွားပါတယ်။စွပြုတ်ပူပူနဲ့မုံအနှင်းငယ်ကိုသူစားလိုက်ပါတယ်။နောက်ဆုံးတွင်ဆိုင်ရှင်အားတက်တရောပြောဆိုမှုများကြောင့်ကျဲဦးသုံးလုံးစားလိုက်ပြီးဝင်းကျင်ကြီးပြအနှဲငယ်ခြံခဲ့ကနှုတ်ဆက်စကားဆို၍ထွက်သွားလိုက်ပါတယ်။ထိုမနှက်စာဆိုင်လေးသည်အစကနာမည်မကြီးပဲပေမမျိုးကြီးတဲ့ရှိမနှက်စာဆိုင်များအနက်တစ်ဆိုင်သာဖြစ်ခဲ့ပါတယ်။သို့သောပြီးခဲ့သောနှစ်များအတွင်းအပြောင်းလဲများစွာဖြစ်လာခဲ့ပြီးထိုဆိုင်လေးသည်လူစိုးရင်းဌာနထဲတွင်ညကင်းလဲတောင်ကိုကြဂိုင်းသားများအတွက်မတော်မဖြစ်သွားလေရှိသောဆိုင်လေးတစ်ဆိုင်ဖြစ်လာခဲ့ပါတယ်။ထိုဆိုင်လေးမှာရခင်ကားတဲ့အစာပေါင်းများစွာစီးပွားရေးတိုးတက်လာခဲ့ပါတယ်။ရင်းပြင်ထိုဆိုင်လေးထဲတွင်ပြဿနာရှောင်ဝန်းသူတယောက်မှမရှိပါဆိုင်ရှင်တတိကအကြောင်းအရင်းကိုကောင်းစွာသိပါတယ်ထို့ကြောင့်ဇပွဲကိုရှင်းလင်းပြီးနောက်တွင်ထွက်ခွာသွားသောရှိနောက်ကျောကိုကြည့်၍ခန်းစားချက်များဖြင့်တပ်ပြင်းချလိုက်ပါတယ်လွန်ခဲ့သော3နှစ်ကသူ့ဆိုင်သို့ထိုလူငယ်ရောက်လာခဲ့သည့်ပထမဆုံးအကြိမ်ကိုသူမှတ်မိနေပါသေးတယ်ထိုလူငယ်သည်တတိကြီးသောအမူအရာဖြင့်စွပ်ပြုတ်ကိုတောက်ပြီးနောက်အားရကျဉ်းသွားဟန်ဖြစ်သွားခဲ့ပါတယ်3နှစ်တောင်ရှိသွားပြီပဲဘာလို့နဲ့ဒီလူငယ်လေးလည်းကြီးပြင်းလာခဲ့ပြီဂိုင်းထဲမှာနာမည်ကြီးလာခဲ့ပြီဆိုင်ရှင်သည်ခံစားချက်များဖြင့်တပ်ပြင်းချလိုက်ပြီးနောက်တွင်းကြီးနှံများထွက်နေသည့်ဘေးပတ်လည်မှစားသုံးသူများကိုကြည့်လိုက်ပါတယ်။ထိုသူများသည်ထွက်သွားသောလူငယ်၏နောက်ကျောကိုလေးစားကြည်ညိုသောမျက်လုံးများဖြင့်ကြည့်နေကြသည်ကိုသူမြင်လိုက်ပါတယ်။သူပြုံးလိုက်ပြီးခေါင်းရမ်းလိုက်ပါတယ်။ရွှေရှင်သည်ပုံမှန်ရှင်းလန်းဖြစ်ရှောက်နေပါတယ်။သူကထူးချွန်သောကြင်ညံခြင်းအစဉ်သို့ရောက်နေပြီးဂိုင်းထဲတွင်တကိုးအာနာကြီးမားလာပြီးဖြစ်ပါတော့လေသူ့အကျင့်အတိုင်းချောင်ကြားများမှသွားရသည်ကိုသဘောကျနေစေပါ။အမွှေးရိုင်တိုင်းလောင်ကျွမ်းစွာအချိန်ကြာပြီးနောက်ကောင်းကင်ကြီးလင်းထိန်လာကလမ်းသွားလမ်းလာများပိုများလာသောအခါတွင်ဆိုင်တိန်ရှိသို့ရှင်းရောက်သွားပါတယ်။ထိုဆိုင်သည်ရှူချက်တုံခိုင်းတဲ့ရှိမဟာကျေပြန့်တာအုပ်နန်းတော်ခိုင်းသားများဆိုင်ဖြစ်ပါတယ်။ရှူချက်တုံခိုင်းသောရောက်လာကြသောအပြင်လူများအားလုံး၌သတ်မှတ်ထားသောဆိုင်များရှိပါတယ်။ဥမာအနေဖြင့်မဟာကျေပြန့်တာအုပ်နန်းတော်အတွက်ဆိုင်သည်နှစ်ထပ်ဆိုင်တစ်လုံးဖြစ်ပါတယ်။ထိုဆိုင်ကြီးကိုမန်နန်အစီရင်စွမ်းအားများလွှမ်းခြုံထားပါတယ်
ခြံတကားစီသူ၆သွားသောရွှေရှင်းသည်မန်နန်အစီရင်စွမ်းအားကိုအာရုံခံမိလိုက်ပြီးတင်းငိမ်စွာပြောလိုက်ပါတယ်ဂိုင်းမန်နန်အစီရင်ကြီးခမညာဒီနေရာကိုချုံနှောင်ပေးပါယခုတစ်ခေါက်တွင်ရွှေရှင်းကိုအတင်းကျပ်အမိန်ပေးလိုက်ပါတယ်ဂိုင်းမန်နန်အစီရင်ကြီးတဝုံဝုံမြည်ဟိလာပြီးဖီယာကြီးတရက်သဆင်းလာကမဟာကျေပြန့်တာဝီမန်နန်အစီရင်များအားလုံးကိုချက်ချင်းဖိနှိပ်လိုက်ပါတယ်အထဲမှာတန်အော်ရရွတ်တများပဲ့တင်ထက်လာပါတယ်ရွှေရှင်းသည်စံအိမ်တကားကိုအတင်းကျပ်တွန်းဖွင့်လိုက်ရာမျက်နှာမူရာအမျိုးမျိုးဖြင့်ပြေးထွက်လာကြသောလူသားစဉ်အနှဲငယ်ကိုမြင်လိုက်ရပါတယ်ထိုလူသားစဉ်အနက်ထိတ်ဆုံးမှဦးဆောင်လာသည်မှာယောက်ျားလေး2ယောက်နဲ့မိန်းကလေး1ယောက်ဖြစ်ပါတယ်။မိန်းကလေးသည်ရှုပ်ထွေးသောပန်းကတ်များမပါသည့်အဖြူရောင်ဝိယုံရှိကိုဝတ်ဆင်ထားပါတယ်။ဝိယုံ၏အနားကွန်များတွင်သာနီဆွေးနေပြီးတိမ်လွှာသဏ္ဍာန်ပုံဖော်ထားပါတယ်။သူမ၏ခန္ဓာကိုယ်မှာဆေးနှံများတင်းပြန့်နေပြီးသူမ၏ရုပ်ရည်ကလှပကြော်ရွှင်ပါတယ်။ထိုချိန်၌သူမ၏မျက်လုံးများထဲတွင်ထူးဆန်းသောအလင်းများဝန်းလန့်နေပါတယ်။ထွက်လာကြသည့်လူများအနက်သူမ၏မျက်လုံးများကအကြည်လင်ဆုံးဖြစ်ပြီးကြောက်လန့်သည့်အရေးရော်များမြူတမုံစာများရှိမနေပါ။ထိုမိန်းကလေးဘေးတွင်အဝါရောင်ဝတ်စုံဝိတ်လူငယ်လေးတစ်ယောက်ရှိပါတယ်။သူ၏ရုပ်ရည်ကရွက်ကျန်းရည်ကြိုသာဖြစ်ပါတယ်။မျက်နှာပေါ်တွင်အဆက်ပြောက်များရှိပါတယ်။သို့သောဝင်းလက်တောက်ပနေသောမျိုးလုံးများဖြင့်ရှင်းရှင်းကိုမမိတ်မတုံစိုက်ကြည့်နေပါတယ်။မိန်းကလေးတခြားတစ်ဖက်တွင်နောက်ထပ်လူငယ်တစ်ယောက်ရှိနေပါတယ်။ထိုလူငယ်သည်တိမ်လွှာရုပ်ပုံဖြင့်ရက်လုပ်ထားသောအပြာရောင်တာဝဝေးရုံကိုဝတ်ဆင်ထားပါတယ်။ထိုတိမ်များသည်ထူးဆန်းနေပြီးအလိုလိုပြောင်းလဲနေဟန်တူပါတယ်။ထိုတိမ်များမှမန်နန်အစီရင်တစ်ခု၏အငွေ့သက်များခက်ရေးရေးထွက်ပေါ်နေပါတယ်။သူ၏သားရည်သည်ဖြူဖြော့နေပြီးသူ့မျက်လုံးများကလာမငြိမ်ဖြစ်နေပါတယ်။ရွှေရှင်းကိုကြည့်ကအသက်ရှူတမ်းများမြင်ဆန်နေပါတယ်။သူတို့၃ယောက်နောက်တွင်မဟာကျေပြန့်တာဝန်နန်းတော်မှာဂိုင်းသားများရှိနေပါတယ်။ထိုဂိုင်းသားများအားလုံးစိုးရိမ်ပူပန်နေကြပါတယ်။ရွှေရှင်းသည်မနီးမဝေးရှိတက်လက်ပိုင်းကျဉ်ကျယ်သူ၃ယောက်ကိုကြည့်လိုက်ပါတယ်။ထို၃ယောက်သည်လူခွဲရရက်နေကြပြီးစကားတခုမဆိုပါတော့လေသူတို့ခန္ဓာကိုယ်များမှာရွှေမြူတေဆင်းအငွေ့တံများတဟုံဟုံထွက်ပေါ်နေပါတယ်။ရွှေရှင်းသည်ဝေးကြည့်လိုက်ပြီးနောက်ပြာရောင်ဝေးုံဝေးလူငယ်ကိုကြည့်လိုက်ပါတယ်။မဟာကျေပြန့်တာဝန်နန်းတော်ကကျိုးရှိဖန်လားရွှေရှင်းဒါကငါမဟာကျေပြန့်အိမ်တော်ပဲမင်းဘာလို့ဒီကိုရောက်လာတာတော့ရွှေချင်းစကားကိုကြား၍အပြာရောင်ဝေးုံဝေးလူငယ်၏အသက်ရှူသံများမြန်ဆန်သွားပြီးမဲမောင်နေသောမျက်နှာဖြင့်ရွှေချင်းကိုအော်ပြောလိုက်ပါတယ်အမှန်စင်စစ်ယမန်နှင်းကြားကညင်ငတ်အဖွဲစီဖြုတ်ခင်းခံခဲ့ရပြီးဝတ်စုံတဲ့အဖိုးကိုကောင်းကင်ဓာမျိုးဖြင့်ဇီဝင်ချုပ်ပြီးခဲ့ကတိမ်လွှာဓာဂိုင်းသားကိုချုံနှောင်လိုက်ကြတဲ့ကအချိန်နေမဟန်တော့ဒီကိုသူနားလည်ခဲ့ပါတယ်မိတို့ပင်ကြည်စီဖြစ်စေညင်ငတ်အဖွဲစီနှင့်ပတ်သက်နေသူမှာသူတယောက်ထဲသာကြံတော့ပါတယ်ထို့ဖြစ်၍သူသည်ကြောက်လန့်တုန်ရီနေသည်မှလွယ်အရေးပေါ်အခြေအနေအတွက်ဝင်းကျင်တောင်ကြားနှင့်ကောင်းကင်ရတနာကိုင်းမှသူ၏တငယ်ချင်းများကိုချက်ချင်းဖိတ်ခေါ်ထားခဲ့ပါတယ်။ရွှေရှင်းရောက်လာပြီးသူ့နာမည်အောင်အော်ခေါ်လိုက်သည်ကိုမြင်၍ကျိုးရှိဖန်၏ရင်ထဲခဲဆွဲထားသလိုလေးလံသွားရပါတယ်။ရွှေရှင်းကစကားပြောလိုက်သည့်လူကိုကြည့်လိုက်ပါတယ်။ဤနေရာသို့သူရောက်လာကြတဲ့ကကျိုးရှိဖန်အကြောင်းကိုကြည့်ရှုထားခဲ့ပြီးဖြစ်ပါတယ်။ကျိုးရှိဖန်သည်များသောအားဖြင့်တိုးတိုးတိတ်တိတ်နေတတ်ပြီးစရမမြောက်တောင်ထိပ်ကိုစိန်ခေါ်သည်မှလွယ်၍ထင်ထင်ပေါ်ပေါ်မရှိခဲ့ပါ။ဂိုင်းရဲ့အမေရညင်ငတ်အဖွဲ့အစည်းနဲ့ရောင်းဝယ်ခဲ့တဲ့သူကိုဖမ်းဆီးဖို့ကြုတ်လာခဲ့တာပဲကျိုးရှိဖန်ရှင်းရှင်းသည်စကားပြောလိုက်ရင်ရှစ်တလန်တိုးသွားပါတယ်ထို့နောက်ကျိုးရှိဖန်အနီးသို့ရိတ်ခနဲရောက်သွားပြီးကျိုးရှိဖန်ကိုဖမ်းဆုပ်လိုက်ပါတယ်ကျိုးရှိဖန်၏မျက်လုံးများအေးဆက်ဆက်ဝန်းလက်သွားပါတယ်ဘုံကနေမြည်ဟိတန်နဲ့အတူသူ့ဝေယုံပေါ်ရှိအနီရောင်တိမ်ဆိုင်များချက်ချင်းပေါက်ကွဲသွားပြီးမန်နန်အစီရင်တစ်ခုတည်းချက်ချင်းပြောင်းလဲသွားကရွှေရှင်းကိုအညာတာမဲ့စွာဖိနှိပ်လိုက်ပါတယ်အချိန်ထဲမှာပင်သူသည်နောက်ဆုတ်လိုက်ပြီးအော်ဟစ်လိုက်ပါတယ်အစောက်လျှောက်ကျန်းတာဝရောင်းရင်းတို့ကျုပ်ကိုကူညီပေးကြပါဦးသူစကားပြောနေစဉ်ရွှေရှင်းညာလက်ကအနီရောင်တိမ်မန်နန်စီရင်ကိုထိတွေ့သွားပြီးဖြစ်ပါတယ်ဘုံကနေမြည်ဟိတန်နဲ့အတူရွှေရှင်းနောက်မှာရွှေကြီးကန်းပေါ်လာပြီးရှေ့သို့တဟုန်လုံးဝင်ရောက်သွားပါတယ်မန်နန်စီရင်မှာချက်ချင်းပျက်စီးသွားပြီးအနီရောင်တိမ်ဆိုင်များကိုရွှေကြီးကန်းကဆုပ်ယူလိုက်ပါတယ်ကျိုးရှိဖိုင်နောက်ရှိတာကိုအဆောက်အအုံတီရှိတုံရှာတုံဖြစ်နေပါတယ်သူတက်ပြင်းချလိုက်ပြီးရှစ်တက်သွားပါတယ်သို့တော်လည်းရွှေရှင်းကလက်ကိုဝှေ့ရမ်းလိုက်ရာဂိုင်းမန်နန်စီရင်ကြီးကြားရောက်လာပါတယ်တာကိုအဆောက်အအုံများမှာမခုခံနိုင်ပဲမန်နန်စီရင်ကြီးအားကိုယူ၍အဝေးသို့ဆုတ်ခွာသွားကြပါတယ်မိစ္ဆာတာကောင်ကိုင်းမှာတာဝအဆောက်အအုံကဲ့သို့သူထုတ်ပယ်မခံခြင်းမှာရှီရွှဲတော်ကိုင်းကလူများကိုဖမ်းဆီးနေခြင်းဖြစ်ကြောင်းသူသိပါတယ်ရှီရွှဲတော်ကိုင်းကိုတားဆီးခြင်းသည့်အကျိုးမရှိပါယင်းပြင်သူထုတ်ပယ်ခံရလျင်သူမျက်နှာပြဲရမည်ဖြစ်ပြီးကျိုးရှိဖန်မှာအသက်အန္တရာယ်နဲ့ကြုံတွေ့ရမည်မဟုတ်ပါအတိုင်ခံရှုံနှောင်ခံရရုံသာဖြစ်မှာပါတို့ဖြစ်ပေရာသူ့အနေဖြင့်အကျိုးမရှိပဲသက်ဆွဆန်ဖျားလုံနေရမည်မဟုတ်ပါတို့ဖြစ်၍ဂိုင်းမန်နန်စီရင်ကြီးအကူအညီဖြင့်သူအလင်းမြန်နောက်ဆုတ်လိုက်ခြင်းဖြစ်ပါတယ်ဝင်းကျင်တောင်ကြားနှင့်ကောင်းကင်ရတနာကိုင်းမှကောင်းကင်လက်ရွေးစင်နှစ်ယောက်မှမူရွှေရှင်းကိုလှမ်းကြည့်လိုက်ပြီးနောက်အတီးတီးနောက်ဆုတ်သွားကြပြီးအကူအညီမပေးကြပါသူတို့မှကူညီပေးရန်တောင်းဝင်မရှိပါခုနကိုင်းမဟာမိတ်သည်မဟာမိတ်တစ်ခုသာဖြစ်ပြီးဂိုင်းတစ်ကိုင်းမဟုတ်ပါထို့ပြင်ရွှေရှင်းကခိုင်မာသောဆုတ်ဖြတ်ချက်နှင့်ရောက်လာခြင်းဖြစ်သည်ကိုသူတို့သိပါတယ်သူတို့ကူညီသည့်တိုင်အောင်အသုံးဝင်မည်မဟုတ်ပါတို့ဖြစ်ပေရာရွှေရှင်းနှင့်ညီကဲ့သို့ရန်သူများဖြစ်ကြရမှာလဲဤနေရာသို့သူကိုယ်တိုင်ရောက်လာခြင်းဖြစ်ကျိုးရှိဖန်ကိုသူတို့မျက်နှာသာပေးခဲ့ပြီးဖြစ်ပါတယ်သူတို့ကြားမှာရင်းနှီးသောဆက်ဆံရေးမျိုးမရှိပါယခုလိုရောက်လာခြင်းသည်ပင်လုံလောက်နေပြီဖြစ်ပါတယ်ရွှေရှင်းအနာဂတ်ကနေမင်းကြီးထွန်းလင်းလာသည့်အလားအဆုံးစားမဲ့ပါတယ်ယင်းဖြင့်ဂိုင်းများအကြားကပဋိပက္ခများသည့်ဂိုင်းသားတဦးတယောက်ချင်းစီနှင့်မသက်ဆိုင်ပါသူတို့သာရွှေရှင်းနှင့်ကောင်းမွန်သောဆက်ဆံရေးတိစောက်ထားနိုင်ခဲ့လျင်ပို၍အဖို့တန်နေမိတာဖြစ်ပါတယ်
သူတို့သည်နောက်ဆုံးနေရင်သူတို့ထဲမှ2ယောက်ကရွှေချင်းကိုလက်နက်ပတ်ဆုပ်ပြလိုက်ပါတယ်ယင်းသည်သူတို့နှင့်ကျိုးရှိဖန်အကြားတွင်စီးရှားထားခြင်းသည့်အတိတ်ပဲပြနေပါတယ်ထိုသည်ကိုမြင်၍ကျိုးရှိဖန်မျက်နှာပြတ်သွားတော့လဲတခုံးမဆိုပါထို့သောဖြစ်လာမည်ကိုသူခံမှန်းထားခဲ့ပြီးသားဖြစ်ပါရယ်အကယ်၍ထို2ယောက်လှုပ်ရှားခဲ့လျင်မူအကောင်းဆုံးဖြစ်မှာပါသူတို့မလှုပ်ရှားခဲ့သည့်တိုင်အောင်သူအဖမ်းခံရသည်ကိုလူများစွာမြင်စေခြင်းသည်သူဆန္ဒအထားမြောက်သွားခဲ့ပြီဟုသူယူဆနိုင်ပါတယ်တို့ဖြစ်ပေရသူအကျဉ်းချခံရသည့်တိုင်အောင်အသက်အန္တရာယ်ကိုစိတ်ပူနေစရာလိုတော့မည်မဟုတ်ပါလူအများပြားစောင့်ကြည့်နေကြသည်ဖြစ်၍တေချာပေါက်သူကိုင်းဂုံတိတ်ခါထိခိုက်သွားမှာဖြစ်ပါတယ်ထို့နောက်သူကိုင်းအနေဖြင့်ကြာဆင်းသွားသောဂုံတိတ်ခါကိုပြန်အဖက်ဆယ်ရန်သူလူမြောက်အောင်အမြန်လှုပ်ဆောင်ရမည်ဖြစ်ပါတယ်ထိုလူအသီးသီး၌အတွေးကိုယ်စီရှိနေကြပါတယ်သူတို့အကြောင်းသူတို့တွေးတောနေကြစဉ်ရွှေရှင်းသည်ဒုတိယမြောက်ရှင်လန်းလိုက်ပြီးကျိုးရှိဖန်ရှိသို့ရောက်သွားလိုက်ပါတယ်ထို့နောက်ညာလက်ကိုမြှောက်ပြီးဒေါသအမျက်ချောင်းချောင်းထွက်နေသောကျိုးရှိဖန်ကိုဖမ်းဆုပ်ရန်ပြင်လိုက်ပါတယ်ငါမင်းနဲ့လိုက်ခဲ့မယ်ကျိုးရှိဖန်ကကြည်ကြံလောင်လောင်ပြောလိုက်ပါတယ်ကြိုတင်ပြင်ဆင်မှုများလှုပ်ဆောင်ပြီးပြီဟုသူခံစားရပါတယ်ခွေးသေးတကောင်လိုထိုးကျိတ်ကန်ကြောက်ပြီးဖမ်းဆီးခံရမည့်အဖြစ်မျိုးသူမလိုချင်မှရင်းမှချက်စရာကောင်းလာပါတယ်ရွှေရှင်းမျက်ခုံးမင်းများပွင့်သွားပါတယ်ထိုရှင်းရကိုကျိုးရှိဖန်မြင်သောအခါစိတ်ထဲတုန်ရည်သွားပါတယ်သို့တော်ညာခေါင်းမာပြီးဒေါသထွက်နေသည့်အမူအရာကိုသူစင်မြန်းထားသေးပဲဖြစ်ပါတယ်ရွှေရှင်းရတနာအကျဉ်းသားတွေကိုငါဝယ်ခဲ့တယ်ဆိုပေမဲ့ငါ့ကိုကြိုတက်သုံးခဲ့တာမဟုတ်ဘူးငါမှအဲ့လိုမျိုးအကျင့်မရှိဘူးဂိုင်းထဲကလူတချို့ကိုစားငါဝယ်ပေးခဲ့တာပြီးတော့ဒီနေ့ပဲရတနာအကျဉ်းသားတွေကိုငါပြန်လွှတ်ပေးလိုက်ပြီအဲ့ဒီရတနာအကျဉ်းသားတွေစရင်ကိုမင်းရဲ့လူစိုးရင်းဌာနစီငါပို့ခိုင်းလိုက်ပြီအချိန်တွက်ကြည့်ရသလောက်အခုလောက်ဆိုရောက်နေလောက်ပြီကျိုးရှိဖန်သည်ခိုင်မာပြတ်သားသောမူရာဖြင့်တပြင်းချလိုက်ပြီးမြင်မြန်ပြောလိုက်ပါတယ်ရွှေချင်းညနာတစ်မျိုးဖြစ်သွားပါတယ်ထိုအချိန်တိုင်းသူခန္ဓာကိုယ်ပေါ်ရှိအတန်လင့်ကြောက်စိမ့်ပေလွှာမှာတုန်ခါသွားပါတယ်သူ၏အာယုံကိုဖြန့်ကျက်လိုက်ရာသူ့စိတ်ထဲမှာလူစိုးရင်းဌာနမှစာတစောင်ပေါ်လာပါတယ်ဌာနမှုမဟာကျေပြန့်တာအုပ်ကိုင်းကကျိုးရှိဖန်နာမည်နဲ့ရတနာအကျဉ်းသားတွေစရင်ကိုလူတစ်ယောက်လာပို့ပါတယ်ရင်းငတ်အဖွဲ့အစည်းကိုဖမ်းဆီးခဲ့လို့လူစိုးရင်းဌာနကိုစုချင်းငွေတစ်ခုလည်းပေးလာပါတယ်အဲ့စုချင်းငွေထဲမှာဝင်းကျင်ကြောက်တုံး2တန်းနဲ့အမည်မသိစေးလုံးတစ်လုံးလည်းပါပါတယ်အဲ့လိုပြောတာကတော့ဓမ္မတကားဖွင့်စေလို့ပြောပါတယ်ရွှေချင်းကကြောက်စိမ့်ပေလွှာအားစစ်ဆေးကြည့်ရှုနေသည်ကိုမြင်၍ကျိုးရှိဖန်စိတ်ထဲမှတပြင်းချလိုက်ပါတယ်သို့တော်လည်းအပြင်ပန်းတွင်ခေါင်းမာသည့်ဒေါပွားနေသောအမူအရာကိုစင်မြန်းထားဆဲပဲဖြစ်ပါတယ်ရွှေချင်းသည်ကျိုးရှိဖန်ကိုစိုက်ကြည့်လိုက်ပြီးနောက်ညာလက်ကိုအောက်သို့တဖြည်းဖြည်းချလိုက်ပါတယ်သွားမယ်ရွှေချင်းလှည့်ရီထွက်သွားပါတယ်ကျိုးရှိဖန်ကအေးဆက်ဆက်နှာမုံ၍မေးကိုပင်ထားပါတယ်ဘေးပက်လက်ရှိဂိုင်းသားများ၏တိတ်ဆိတ်သောအကြည့်များအောက်တွင်သူသည်ကျေပြန့်တာအုပ်နန်းတော်ဆိုင်ရင်ဝင်ပေါက်မှထွက်သွားသောရွှေရှင်းနောက်သို့ခတ်တုတ်လိုက်သွားပါတယ်သူသည်လူစိုးတိုင်းဌာနအကျဉ်းထောင်သို့တွားရလမ်းတစ်လျှောက်လုံးခေါင်းမာသည့်အမူအရာဖြင့်လျှောက်သွားပါတယ်သူအတွက်သတ်မှတ်ထားသောအကျဉ်းခန်းကတေလူမျိုးပါဖြစ်နေသည့်စီမာလေးနေသောအကျဉ်းခန်းထက်တီးတတာပိုကောင်းနေသည်ကိုသူမြင်သောအခါမှသာစိတ်သက်သာရာရစွာဖြင့်တပြင်းချလိုက်ပါတယ်ငါမြန်မြန်လှုပ်လိုက်တာအဆင်ပြေသွားတယ်လူမဟုတ်ရင်ဒီတစ်ခေါက်မရှုမလခံလဲရမှာရင်နောက်ပိုရေးဆူဆူဝါးဝါဖြစ်နေသောဟွန်ရီခွန်နှင့်သူတော်စင်ကျဲကြီးဆရာတူညီကိုမြင်လိုက်ရပြီးသူတုန်လှုပ်သွားပါတယ်။ဟွန်ရီခွန်ပြောက်သွားခြင်းသည်ရွှေရှင်းနှင့်ဆက်ဆက်နေပြီဖြစ်ကြောင်းသူခံမှန်းထားခဲ့ပါတော့လေယခုကဲ့သို့ရုပ်ပြက်ဆင်းပြက်ဖြစ်နေသောဟွန်ရီခွန်ကိုမျက်စိဖြင့်တက်အပ်မြင်လိုက်ရသောအခါသူ၏ပြင်ဆင်မှုများမှန်ကန်သွားခဲ့ကြောင်းစိတ်ထဲမှလေးလေးနက်နက်ခံစားလိုက်ရပါတယ်။အချိန်ထဲမှာပဲစီမာလေးနှင့်ဟွန်ရီခွန်တို့ကိုချုံတော်ကွင်းခွင်းနဲ့ဆက်ဖြင့်ချုံတော်ထားခဲ့ပြီးသူ့ကိုချုံတော်ကွင်းရှစ်ကွင်းဖြင့်ချုံတော်ထားသည့်ကိုလည်းတတိထားမိလိုက်ပါတယ်။ကြည့်ရတာရွှေရှင်းကအကျိုးတင်ကြောင်းသိပြောလို့ရတဲ့လူတစ်ယောက်ပဲကျိုးရှိဖန်တပ်ပြင်းချပြီးနောက်သူ၏အစီအစဉ်ကိုပို၍သဘောခွေသွားပါတယ်ယခုတစ်ချိန်တွင်ထိုကိစ္စပြည်လည်စေရန်နှင့်သူ၏ဂုဏ်သိက္ခာမကျစေရန်တိုးတိုးတိတ်တိတ်တစ်မျိုးပေါ်ပေါ်ထင်ထင်တစ်မျိုးဖြင့်နီလန်းပေါင်းစုံသုံးခဲ့ရသည်ဟုဆိုနိုင်ပါတယ်သူသည်စီမာလင်းနှင့်မတူညီပါသူကစစ်စင်ရေးတွင်အလိုတူအလိုပါပူပေါင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါတယ်သူများစွာမျက်နှာပြတ်သွားမည်မဟုတ်ပါသူကိုင်းသည်သာဂုဏ်သိက္ခာကျဆင်းသွားမည်ဖြစ်ပြီးယင်းသည်သူနှင့်မသက်ဆိုင်ပါထို့ပြင်သူနေရသည့်နေရာသည်မဆိုးလှပါအထူးသဖြင့်စီမာလင်းနှင့်ဟိုရီခွန်တို့နိုးထလာကြပြီးသူရှိနေသည့်အကျဉ်းခန်းသို့စိတ်ရှုပ်ထွေးသောအကြည့်များဖြင့်ကြည့်လိုက်ကြသည်ကိုသူသတိထားမိလိုက်ကြပါသည်သူတို့၏ဝေခွဲမရသောအကြည့်များကြောင့်ကျိုးရှိဖန်အနှဲငယ်ကုန်ယူသွားပါတယ်ကျိုးရှိဖန်ဖမ်းဆီးခံရခြင်းနှင့်အတူစိန်ခေါ်ပွဲများလုံလုံလျားလျားပျောက်ကွယ်သွားပြီးတယောက်မှစိတ်မခေါ်ကြတော့ပါရှူချက်တော်ကိုင်းပြုတ်ပွဲရှင်ပွဲအခမ်းအနားကဆက်လက်ကျင်းပနေပါတယ်ရှူရှင်းမှာမူညငတ်အဖွဲ့အစည်းကိစ္စအားဖြည့်ရှင်းပြီးနောက်ဂိုင်းမရက်တို့ခရီးထွက်ရန်စီစဉ်ထားပါတယ်သူသွားမိနေရာမှာတားမြစ်ဖိနစ်နယ်မြေဖြစ်ပါတယ်သူသည်ခိုင်းနှမ်းမှဝယ်ယူရရှိနိုင်သောအစိတ်မြတ်များနဲ့အစိတ်များအလုံးဒီပါဝယ်ခဲ့ပြီးပြီဖြစ်ပါတယ်16ကြိမ်မြောက်ပိုးကောင်နဲ့အတုပ်ပြီးနောက်တားစီတစ်ခုကိုကြုံတွေ့လိုက်ရပါတယ်အစိတ်တားမြစ်စီအားတန့်စင်ပြီးသူအစီအစဉ်ရပ်သွားခဲ့ပါတယ်သူရှေ့ဆက်မတိုးနိုင်တော့ပါရှင်းရှင်းလေးလာကြည့်ပြီးနောက်အစိတ်မြတ်ပင်များကလုံလောက်အောင်အစိတ်မမြင့်သည့်အတွက်ကြောင့်သာရှေ့မဆက်နိုင်ခြင်းဖြစ်ကြောင်းသူခန်းစားလိုက်ရပါတယ်ပိုးကောင်နဲ့များအဆင့်တက်သွားစေရန်ပိုပြီးပြင်းထန်သောအစိတ်များကိုသူလိုအပ်ပါတယ်ထို့သောအစိတ်ပြင်းသောအစိတ်မြတ်ပင်များရှိနိုင်သည့်အသင့်တော်ဆုံးနေရာမှာဖိနစ်တားမြစ်နယ်မြေသာဖြစ်ပါတယ်။ရင်းပြင်ခေါင်းဆောင်ပြောကြားခဲ့သည့်အစိုးရကောင်းကင်ဓာမော့အမွေသည်လည်းဖိနစ်တားမြစ်နယ်မြေထဲမှာရှိနေမှာဖြစ်ပါတယ်။ရွှေရှင်းသည်ထိုနေရာသို့သွားကြည့်ရန်စီစဉ်ထားပါတယ်။ထို့အတွက်ဖြင့်ရွှေရှင်းသည်နောက်ထပ်ရက်အနည်းငယ်တွင်ဖိနစ်တားမြစ်နယ်မြေအကြောင်းသတင်းအချက်အလက်များကိုရှာဖွေစုဆောင်းနေခဲ့ပါတယ်။ထိုတားမြစ်နယ်မြေသည်ဂိုင်းအနီးနားမှာတည်ရှိပြီးပထမတောင်ထိပ်လေးကျင်းသည့်နေရာလည်းဖြစ်ပါတယ်။သို့ဖြစ်၍နန်းဝဒေသကြီးတစ်ခွင်လုံးတွင်တားမြစ်ဖိနစ်နယ်မြေအကြောင်းနားအလည်ဆုံးအင်အားစုမှာရှူရှဲတော်ဂိုင်း၏ပထမတောင်ထိပ်ဖြစ်ပါတယ်။
ဖိနစ်တားမြစ်နယ်မြေနဲ့ပတ်သက်ပြီးအကြောင်းအရာမျိုးစုံရှိပါတယ်။သို့တော်လည်းပထမတောင်ထိပ်မှလူများကိုရှင်းရှင်းမယုံကြည်ပါထို့ကြောင့်ငွေကုန်ကြေးကျခံ၍ရင်းမြစ်အသီးသီးမှတရင်ချက်လက်များကိုဝယ်ယူခဲ့ပြီးထိုအချက်လက်များကိုသူကိုယ်တိုင်နှိုင်းယှဉ်ကြည့်ခဲ့ပါတယ်။အချိန်ထဲမှာပဲအသိဉာဏ်ဌာနသို့တွားရည်လေသူရှာဖွေခဲ့ပါတယ်။နောက်ဆုံးတွင်စာပိုင်100ခန့်မှွေနောက်ရှာဖွေပြီးနောက်ဖိနစ်တားမြစ်နယ်မြေအကြောင်းကိုသူအချင်းချင်းမှတ်သားထားခဲ့ပါတယ်။ထိုမှတ်သားထားသည့်အရာများတွင်အစိတ်ပင်များရှိနေတတ်သောနေရာများနှင့်အစိတ်ပင်နှင့်ပတ်သက်ပြီးသူ့ကိုအကူအညီဖြစ်စေနိုင်သောမိစ္ဆာများနေထိုင်သည့်နေရာများလည်းပါဝင်ပါတယ်။တချို့အသေးစိတ်အချက်လက်များကိုမူအကြိမ်ရေများစွာနှိုင်းယှဉ်ကြည့်ပြီးနောက်သူလုံးဝနားလည်သွားခဲ့ပါတယ်။ထို့နောက်ဖိနစ်တားမြစ်နယ်မြေသို့တွားရန်ပစ္စည်းတချို့ကိုပေါ်ပေါ်ထင်ထင်ဖြစ်စေတိုးတိုးတိတ်တိတ်ဖြစ်စေပြင်ဆင်ခဲ့ပါတယ်။အချင်းချခံရသောမြင့်ငတ်အဖွဲ့ဝင်များထဲမှနှလုံးသွေးများလည်းသူရခဲ့ပါတယ်။အချင်းချခံရသောမြင့်ငတ်အဖွဲ့ဝင်ပေါင်းထောင်ရှိပြီးရှိနေ၍နှလုံးသွေး17ပလင်းရခဲ့ပါတယ်။ထိုပလင်းများကိုရှင်းကြည့်ပြီးနောက်တိုးလုံးအိတ်ထဲထည့်လိုက်ပါတယ်။ထိုနှလုံးသွေးများသည်တားမြစ်နယ်မြေထဲရှိမိစ္ဆာနယ်မြေတစ်ခု၌ပစ္စည်းများကိုဝယ်ယူနိုင်သောငွေကြေးဖြစ်ပါတယ်။ရှင်းပြင်ဆင်နေစဉ်ဂိုင်းစီသို့ဧည့်သည်များတဖွဲဖွဲရောက်လာကြပါတယ်။နေ့စဉ်နေ့တိုင်းအင်အားစုမျိုးစုံရောက်လာတတ်ပါတယ်။ရှီချွတ်တုံဂိုင်းကြီးပိုပြီးစီကားတက်ဝင်လာစဉ်ရှီချွတ်တုံဂိုင်းသားများအကြားစူညံပွက်လောရိုက်သွားစေသောနောက်ထပ်အင်အားစုကြီးတစ်ခုရောက်ရှိလာပါတယ်။ရင်ဝမ်ပြည်နယ်ရှိအင်အားစုကြီး6စုအနက်တစ်စုဖြစ်သောလီထူတာအိုရစ်ပလင်ဖြစ်ပါတယ်။နန်းဝမ်ဒေသကြီးထဲရှိလီထူဂိုင်းသည်လီထူတာအိုရစ်ပလင်အင်အားစု၏ဂိုင်းခွဲဖြစ်ပါတယ်။သို့ဖြစ်၍လီထူတာအိုရစ်ပလင်အင်အားစုရောက်ရှိလာခြင်းကြောင့်နန်းဝမ်ဒေသကြီးထဲရှိလီထူဂိုင်းမှာလှုပ်လှုပ်ရှားရှားဖြစ်သွားပါတယ်။ယခုတစ်ခေါက်တွင်လီထူတာအိုရစ်ပလင်အင်အားစုမှလူ9ယောက်ရောက်လာခဲ့ပါတယ်။ထိုလူ9ယောက်ကိုရှင်းကိုယ်တိုင်မမြင်ခဲ့ပါတော့လေတင်ပြချက်များမှတစဉ်သူတို့အကြောင်းကိုသိခဲ့ရပါတယ်။ထိုလူ9ယောက်သည်စက္ကန့်သူမင်းသားများနှင့်အဆင့်တူဖြစ်သောလီထူတာအိုရစ်ပလင်အင်အားစု၏နက်ကလေးငယ်များဖြစ်ကြပါတယ်။လီထူတာအိုရစ်ပလင်အင်အားစု၏တာအိုကလေးငယ်9ယောက်အကြောင်းတင်ပြချက်ကိုသူကြည့်ရှုလိုက်သောအခါထိုတင်ပြချက်စာဖိုင်ကိုကင်ထားသည့်တူလက်များစက္ကနဲ့ရက်သွားပါတယ်။တစုံတစ်ခုကိုပြန်တွေးမိလိုက်သည့်အလားသူ့မျက်နှာပေါ်မှာထိုးဆန်းသောအရေးအယောင်တစ်ခုဖြတ်ပြေးသွားပါတယ်။သူ့ကိုလားလီထူတာအိုရစ်ပလင်အင်အားစု၏နက်ကလေးငယ်9ယောက်အနက်တစ်ယောက်ကိုရန်နာမိုးဆိုးစခန်းတွင်သူမြင်ခဲ့ပူးပါတယ်။ထိုလူသည်မျက်နှာတွင်အမာရုပ်ရှိသောမိန်းကလေးအကိုဖြစ်ပါတယ်။သူအခုဘလို့ဖြစ်နေပြီလဲမသိဘူးရှင်းစိတ်ထဲစုပ်ပြတ်ပေရင်နေသောမျက်နှာနဲ့မိန်းကလေးပုံရိပ်ပေါ်လာပါတယ်။ထိုမိန်းကလေးသည်တဖွဲဖွဲကျနေသောနှင်းများနဲ့ရက်ခါသူ့ကိုပြုံးပြနေပါတယ်။ထို့နောက်ထိုမိန်းကလေးကသူ့ကိုဆိုရှင်တစ်လုံးပေးလိုက်ပါတယ်။အကိုကလေးညီမစိတ်တက်ကြနေရင်ညီမအမေကညီမကိုဆိုရှင်ပေးတယ်။အဲ့ဆိုရှင်လေးစားလိုက်ရင်ညီမပိုးပြောလာတယ်။ဒါနောက်ဆုံးကြံနေဆိုရှင်ပဲ။ဒါအကိုကိုပေးတာ။အကိုကလေးပျော်ပျော်နေရမယ်နော်။ရှင်းငြိမ်သက်သွားပါတယ်။တမတော်ကြီးပိုင်းစကားများကိုသူပြန်တွေးမိလိုက်ပါတယ်။ငါတို့မတည်သေးရင်ပြန်ဆောင်ကြအောင်ပါပါ။ရပ်ပေါင်းများစွာကြာပြီးနောက်ဖိနစ်တားမြစ်နယ်မြေအတွက်ပြင်ဆင်မှုများအလုံးပြီးစီးသွားသောအခါညအခါတမရတွင်စိတ်ကမ်းနံပါတ်186မှရှင်းထွက်လာခဲ့ပါတယ်။သူသည်ပထမတောင်ထိပ်မှတဆင့်အမောင်လူတွေဖြတ်တန်းကဖိနစ်တားမြစ်နယ်မြေသို့တန်တန်မတ်မတ်သွားလိုက်ပါတယ်။ရှင်းထွက်သွားပြီးတစ်ချိန်တည်းမှာပင်ရှီချွတ်တုံကိုင်းတရမမြောက်တောင်ထိပ်ရှိအဆောင်တစ်ဆောင်၌လာရောင်အောင်၌အနက်ရောင်တောင်ဝှက်ဆင်ထားပြီးနှလုံးများဆူးချတောက်ပါကမျက်နှာ၌အရေးကြောင်းများထင်ဟပ်နေသောအဖိုးတူသည်တရမမြောက်တခင်ကြီးနှင့်ကြားကစားနေပါတယ်။ထိုဘိုးသည်ရှူချက်တော်ကိုင်းဘိုးဘေးဖြစ်သောရွှေလျန်းကျင်းမှလွဲတခြားလူမဟုတ်ပါသူမျက်လုံးများစူးချတောက်ပနေခြင်းသည်သူ၏မြင်မာသောကြင်ကြံခြင်းအဆင့်ကိုဖော်ပြနေပါတယ်။သူ၏ကြင်ကြံခြင်းအဆင့်သည်တာအိုတစ်ထောင်ဖြိုခွင်းခြင်းဟုခေါ်ဆိုသောဗလာနတ်တိအဆင့်1ဖြစ်ပါတယ်။သူ၏မျက်လုံးများထဲမှစူးချတောက်ပသောအလင်းတိုင်းသည်မဟာတာအိုဖြစ်ပါတယ်။သူတို့နှစ်ယောက်အပြင်ဘေးတွင်တက်လက်ပိုင်းအရွယ်မျိုးသမီးတူဦးလည်းရှိနေပါတယ်။ထိုမျိုးသမီးသည်နန်းဝက်နန်းစားများဝတ်ဆင်ထားပြီးထိုးခြားသောရုပ်ရည်ရှိပါတယ်။သူမသည်မျက်နှာတည်ပြီးသူတို့နှစ်ယောက်အတွက်ရင်နှွေးများငှဲ့ပေးနေပါတယ်။ရှူရှင်းသာရှိနေခဲ့လျင်ထိုတက်လက်ပိုင်းမျိုးသမီးမှာတင်းရွှဲဤဒေါ်လေးဖြစ်ကြောင်းမှတ်မိနေပြီဖြစ်ပါတယ်။ဘိုးဘေးရွှေလျန်းကြီးသည်သူ၏လက်ဖက်ရည်ခွက်ကိုယူကာတကြိုက်မော့တောက်လိုက်ပါတယ်။သူသည်ကြားခုံကိုစူးစိုက်ကြည့်ကနောက်ထပ်ရွှေရမီအကွက်အားစဉ်းစားနေသောအမတ်9တခင်ကြီးအားကြည့်ကပြုံးပြလိုက်ပါတယ်။အမတ်9ဒီကြားကစားပွဲထဲမှာဆိုရင်ခုနကိုင်းမဟာမေရဲ့နောက်ထပ်ရွှေခွက်ကဘာဖြစ်မယ်လို့ထင်လဲ။သူတို့ကအခုလိုမျိုးကြီးကြီးကျယ်ကျယ်ဖြစ်အောင်ဖန်တီးပြီးတော့ရှီချွဲရုံကိုင်းကိုအပြစ်ပေးမယ်ဆိုပြီးတော့လူသိချင်ညာနေတယ်။သူတို့ဒီလိုမျိုးလုပ်နေပုံထောက်ရင်သူတို့ရဲ့ရွယ်ချက်အမှန်ဘာဖြစ်မလဲ။ရွှေလျန်းချစ်ကအတိတ်ပဲလေးနဲ့တော့အပြုံပြတင်းကြီးစွာပြောလိုက်ပါတယ်။ဘိုးဘေးကကျုပ်ကိုစမ်းတက်နေမှန်းကျုပ်သိပေမဲ့ကျုပ်ကတုံးတယ်မသိဘူး။အမတ်9တခင်ကြီးကအတွေးထဲနေမျောနေဟန်ဆောင်လိုက်ပါတယ်။မင်းကဖုံးကွယ်ရတာကိုသဘောကျတော့မယ်ကိုကွာ။ရွှေလျန်းချစ်ကခေါင်းရမ်းကပြုံးလိုက်ပါတယ်။အမတ်9တခင်ကြီးသည်လည်းပြုံးလိုက်ပါတယ်။သူသည်နောက်ထပ်ရွှေကွက်ကိုစဉ်းစားပြီးသွားဟန်တူပြီးကြားစစ်တစ်စီးကိုကောက်ယူကကြားကုံပေါ်တင်ထားလိုက်ပါတယ်။အစင်းနှိမ့်နဲ့ကြားစစ်9စစ်အစားခံရရင်တော့ဘာမှမဖြစ်ဘူး။ဒါပေမဲ့အစင်းမြင့်ကြားစစ်တစ်စီးသာအစားခံလိုက်ရရင်အားလုံးရှုံးသွားမှာပဲ။ဥပမာခုနကိုင်းမဟာမိတ်ကဟိတ်ဟန်ပြေးနဲ့တောင်အရက်ကိုဥတီနေပေမဲ့သူတို့ရည်ရွယ်ချက်ကမြောက်ရက်ဖြစ်နေမှာသိကြတယ်။ခုနကိုင်းမဟာမိတ်ကမြောက်ရက်ကအားဖြင့်နတ်မြစ်ကိုငန်းငန်းတက်လိုချင်နေတာကြားပြီ။ထိုက်စီရှံမုံခိုင်းတာခုနကိုင်းမဟာမိတ်ကိုနီလန်ပေါင်းစုံနဲ့မဟန်တားခဲ့ဘူးဆိုရင်ခုနကိုင်းမဟာမိတ်ကအခုလိုအရှိန်မျိုးရောက်နေမှာမဟုတ်ဘူး။ပြီးတော့ဘာဆက်ဖြစ်မလဲမကြခင်ကျုပ်တို့သိရလောက်မှာပါ။ထိုက်စီရှံမုံခိုင်းတာထောစထွက်လာရင်ကျုပ်တို့လည်းလောရကန်ရအဆင်ပြေလာမှာ
မခုနှစ်တခင်ကြီးကခတ်တိုးတိုးပြောလိုက်ပါတယ်နန်းဝဒေသကြီး၌တားမြစ်နယ်မြေပေါင်းများစွာရှိတော်လဲတားမြစ်နယ်မြေတစ်ခုသာရှိပါတယ်ယင်းသည်ဖီနစ်တားမြစ်ဒေသဖြစ်ပါတယ်ဖီနစ်တားမြစ်ဒေသသည်ကြီးမားကျယ်ပြန့်ပြီးနန်းဝဒေသကြီးတဝက်ကျော်ကိုနေရာယူထားပါတယ်အမှန်တရားတောင်တန်းကြီးသာပိုင်းခြားထားခြင်းမရှိခဲ့ပဲအခြားထူးခြားသောအကြောင်းရှင်းရာများသာမရှိခဲ့ပါဘူးဖီနစ်တားမြစ်ဒေသကပို၍ပင်ကြီးမားနေပါပါတို့တိုင်အောင်ပြီးခဲ့သည့်နှစ်များအတွင်းဖီနစ်တားမြစ်နယ်မြေကကျယ်ပြန့်သည့်ထက်ကျယ်ပြန့်လာခဲ့ပါတယ်တချို့နေရာများတွင်အမှန်တရားတောင်တန်းကြီးပေါ်သို့ပင်ပြန့်နှံ့သွားပါတယ်ထို့သောဆက်ဖြစ်နေမှာကနှစ်ထောင်ရှိအတွင်းနန်းဝဒေသကြီးတစ်ခုလုံးဖီနစ်တားမြစ်ဒေသကြီးဖြစ်သွားမှာပါတားမြစ်နယ်မြေများနှင့်တားမြစ်ဒေသများအကြားကွာခြားချက်မှာဒေသခံမျိုးနွယ်များဖြစ်ပါတယ်တားမြစ်နယ်မြေများမှာအများသောအားဖြင့်ရက်ဆက်ကြမ်းကြုတ်သောတာရဲများမိစ္ဆာများထူးဆန်းသောမျိုးပြက်များနှင့်အချုံတော်များရှိနေတတ်ပါတယ်သို့သောတားမြစ်နယ်မြေများတွင်အသိဉာဏ်ရှိသောမျိုးနွယ်များမရှိကြပါတားမြစ်ဒေသများ၌သာအသိဉာဏ်ရှိသောမျိုးနွယ်များဝေးဖွားပေးနိုင်ကြပါတယ်ဥပမာအနေဖြင့်တားမြစ်ရုပ်လုံးဒေသကတားမြစ်ပင်လယ်ထဲ၌တည်ရှိပါတယ်ထို့ကြောင့်အန္တဝါရုပ်လုံးမျိုးနွယ်မွေးဖွားလာခြင်းဖြစ်ပါတယ်ယင်းပြင်အန္တဝါရုပ်လုံးမျိုးနွယ်ကရုပ်လုံးတားမြစ်ဒေသ၏အစွန်ပြား၌သာရှိပါတယ်ဖီနစ်တားမြစ်ဒေသကြီးထဲ၌ထိုးတိုးမျိုးနွယ်များစွာရှိပါတယ်သို့တော်လည်းမီဖီနစ်ငှက်ကြီးကလူသားမျိုးနွယ်ကိုခင်မင်တွေ့တာသည်ဖြစ်၍ဖီနစ်တားမြစ်ဒေသကြီးထဲမှမွေးဖွားလာကြသောမျိုးနွယ်များကိုအပြင်သို့ထွက်ခွင့်မပြုပါနှစ်ဖက်စလုံးအေဂျင့်စွာဖြင့်တစ်ဖက်ကိုတစ်ဖက်မနှောက်ယှက်ဘဲနေကြပါတယ်လူသားအင်အားစုများဖီနစ်တားမြစ်ဒေသကြီးထဲသို့ဝင်သောအခါမှာပင်အတူတူဖြစ်ပါတယ်ရင်းမြစ်ပစ္စည်းများအားရှာဖွေရ၌ဖြစ်စေရက်ဆက်ကြမ်းကြုတ်သောတာရဲများအားအမဲလိုက်ရ၌ဖြစ်စေဖီနစ်တားမြစ်ဒေသကြီးထဲရှိအသိဉာဏ်ရှိသောမျိုးနွယ်များကိုရှောင်ကွင်းသွားတတ်ကြပါတယ်သို့တော်လည်းဖီနစ်တားမြစ်ဒေသကြီးထဲ၌လူသားမျိုးနွယ်နှင့်ရောင်းဝယ်ဖောက်ကားနေသောမျိုးနွယ်တချို့လည်းရှိပါတယ်ဥပမာအနေဖြင့်တစေလန်းယင်းသည်တစေများနှင့်ဝိညာဉ်များ၏ဈေးဖြစ်ပါတယ်ယင်းသည်ဖီနစ်တားမြစ်ဒေသကြီး၌ထူးခြားသောမျိုးနွယ်မဟုတ်ပါအမှန်စစ်စစ်တားမြစ်ဒေသများတွင်စင်တူမျိုးနွယ်များရှိနေတတ်ပါတယ်ထိုနေရာများသည်မြို့ကြီးတစ်မြို့ကဲ့သို့ထင်ရတော့လေအမှန်စစ်စစ်ထိုနေရာရှိထူးထွေဆန်းပြသောတရဝများအလုံးမကောင်းဆိုးဝါးများသာဖြစ်ပါတယ်သူတို့ရောင်းသောပစ္စည်းများသည်အများအားဖြင့်ဗိဆာတဘာဝရှိနေတတ်သောပစ္စည်းများဖြစ်ပြီးလူသားလောကတွင်ရှာမရသောပစ္စည်းများသာဖြစ်ပါတယ်ဖီနစ်တားမြစ်ဒေသကြီးသို့ဝင်ရောက်ပြီးနောက်ရှုရှင်း၏ပထမပြစ်မှတ်မှာတစေလန်းဖြစ်ပါတယ်တစေလန်းဟာနေရာအတိအကျမရှိတတ်ဘူးဒါပေမဲ့ကံကိုယုံပြီးဝင်သွားလို့လည်းမရဘူးညနေနေပြီဖြစ်ပြီးရှုရှင်းကတစေတကောင်လားခရီးဆက်နေပါတယ်တခါတည်းရန်သူကခုံပြန်ကျော်လွားရေးသွားတတ်ပြီးရံပန်ရံခါဥတီချက်ပြောင်းသွားတတ်ပါတယ်တခါတည်းလေးမြင်မာသောတစ်ပင်ကြီးတစ်ပင်ပေါ်တက်ခါဘေးပတ်လဲကိုတည်တည်ချာချာကြည့်ရှုလေ့လာတတ်ပါတယ်သူ၏အိတ်ထဲမှာအစိမ့်မှုများထုတ်ပြီးဘေးပတ်လဲသို့ပတ်တက်တည်လည်းရှိပါတယ်ပထမတောင်ထိပ်မှာဂိုင်းသားတယောက်သာရှုရှင်းလိုရများကိုမြင်တွေ့လျင်တေချာပေါအဟန်တင်သွားမှာဖြစ်ပါတယ်အဘကြောင့်ဆိုတော့ရှုရှင်းလိုရများသည့်တိကျမှန်ကန်ကကျွမ်းကျင်ပိုင်နိုင်နေသောကြောင့်ဖြစ်ပါတယ်သူခုံပြန်သွားသည်မှာမြေပြင်တွင်ပုံကွယ်နေသောထွားသားတတော်များရှိနေသောကြောင့်ဖြစ်ပါတယ်သူဥတီချက်ပြောင်းသည်မှာရှိတ်တူယူတွင်ပင့်ကိုအိမ်များနှင့်မုတ်ဆိုးများရှိနေသောကြောင့်ဖြစ်ပါတယ်တစ်ပင်ကြီးများပေါ်ပြန်တက်သွားသည်မှာတောအုပ်ထဲလမ်းပြောင်းမသွားစေရန်အတွက်ဘေးပတ်ဝန်းကျင်ကိုအကဲခတ်ရန်ဖြစ်ပါတယ်သူပြန်တမ်းမသွားသည်မှာတားမြစ်ဒေသကြီးရဲ့ရှိကောင်းကင်ကြီးကမှောင်မဲနေသောကြောင့်ဖြစ်ပါတယ်မြည်သည့်နေရာမှာအန်ရရုတ်တရက်ပေါ်လာမည်ကိုမသိနိုင်ပါရှုရှင်းလက်ရှိတိုက်ရိုက်ခိုက်ကြီးကအမခန့်ဖြစ်ပြီးဖြစ်သည့်တိုင်အောင်တားမြစ်နယ်မြေများကိုသူလေးစားနေသေးပဲဖြစ်ပါတယ်ထိုလေးစားမှုသည်သူသွေးသားများတဲ့အမြင့်တွယ်နေပြီဖြစ်ပါတယ်သူသွေးသားများစီးဆင်းနေတဲ့များကာလပတ်လုံးထိုလေးစားစိတ်ကပျောက်သွားမည်မဟုတ်ပါဘယ်တားမြစ်နယ်မြေပဲဖြစ်ဖြစ်အကြောင်းရင်းမရှိပဲတက်ဖြတ်တာမလုပ်သင့်ဘူးသွေးညီနှန်းကကြောက်စရာကောင်းတဲ့တရဝါကြီးတွေကိုအမြဲတမ်းဆွဲဆောင်နိုင်တယ်ရှင်းရှင်းညလုံးများမေးသွားပါတယ်သူညာလည်းစက္ကနဲ့ဆန့်ထွက်လာပြီးသူဘေးရှိမြေကြီးထဲမှပြန်ထွက်လာသောထူဆန်သောပိုးကောင်တစ်ကောင်ကိုဖမ်းဆုပ်လိုက်ပါတယ်ထိုပိုးကောင်သည်တေးသွယ်ပြီး၃လမ်းမခန့်ရှိပါတယ်ငါးတကောင်နဲ့ဆင်တူပါတော့လဲထိုပိုးကောင်၏အမီး၌စူးကျွံများရှိပါတယ်၎င်းပြန်ထွက်လာသည့်အခါခန္ဓာကိုယ်ကကျုံဝင်သွားပြီးအမီးရှိစူးကျွံများကလက်နက်တစ်ဖွဲရှင်းရှင်းလေပင်ကိုထိုးဖောက်ရန်ကြိုးစားလိုက်ပါတယ်လမ်းပင်ကူငါပဲရှင်းရှင်းသည်ငါး၏ခေါင်းကိုထုရှိလိုက်ပြီးအသေးကောင်ကိုသူ့တူလောင်အိတ်ထဲပစ်ထည့်လိုက်ပါတယ်အတိတ်ပဲမရှိသောတပ်ဖြတ်ရှင်များမလုပ်တင်တော့လဲရင်းမြစ်များရရန်အတွက်မူတပ်ဖြတ်ရမှာဖြစ်ပါတယ်ထိုလမ်းပင်ကူငါး၏ကိုပေါ်ရှိစူးကျွံများတဲ့၌တက်ဆောင်ပြီးလုံးမပေါ်ထုတ်နိုင်သေးသည့်အရှိတီစီကျဉ်ညံသူများကိုချင်းချောက်နိုင်သောအစိတ်တစ်မျိုးရှိနေပါတယ်ဖိနစ်တားမြစ်ဒေသကြီးရဲသို့ရှင်းရှင်းပထမဆုံးအကြိမ်ဝင်လာခြင်းဖြစ်တော်လဲအပင်များနဲ့တားမြစ်နယ်မြေပတ်ဝန်းကျင်ကိုသူရင်းနှီးနေပြီးသားဖြစ်ပါတယ်ထိုခရီးအတွက်သူအထူးပင်ကြိုတင်ပြင်ဆင်ထားခဲ့ပါတယ်ဖိနစ်တားမြစ်ဒေသကြီးထဲရှိမျိုးနယ်များနဲ့တာရဲကြီးများအကြောင်းကိုသူကြည့်ရှုထားခဲ့ပြီးဖြစ်ပါတယ်တစိလန်းကိုလူတွေပထမဆုံးရှာတွေ့တာကံကောင်းလို့နှစ်ပေါင်းများစွာတစ်ဖက်နဲ့တစ်ဖက်ရောင်းဝယ်ဖောက်ကားပြီးတဲ့နောက်တစိလန်းကတစိပလွေလို့ခေါ်တဲ့ပစ္စည်းတစ်မျိုးကိုထုတ်ပေးခဲ့တယ်ညတကောင်ရမရောက်ခင်15မိနစ်အလိုဖိနစ်တားမြစ်ဒေသကြီးရဲ့မြေကွက်လက်တနေရာမှာတစ်ပင်သုံးပင်ကိုဒုတိယကံပုံစံထားရမယ်အဲ့ဒီတောင်သုံးတော့မှာဖျောင်းနိုင်သုံးနိုင်ကိုထွန်းညှိပေးရမယ်ကိုကအလဲပုံမှာနေပြီးတစိပလွေကိုမှုတ်လိုက်တဲ့အခါကိုရှိမှတစိလန်းပေါ်လာလိမ့်မယ်ရှင်းရှင်းခတ်တိုးတိုးရေရိုလိုက်ပါတယ်တရင်ချက်လက်ပေါင်းများစွာသူနှိုင်းရှင်ကြည့်ခဲ့ပြီးနောက်ရင်းသည်သူရှာတွေ့ခဲ့သောအမှန်ကန်ဆုံးနည်းလမ်းဖြစ်ပါတယ်ရင်းပြင်ခိုင်းမတစိပလွေကိုလည်းသူဝယ်ယူထားခဲ့ပြီးဖြစ်ပါတယ်
ရွှေရှင်သည်တရိပ်ရိပ်သွားနေရင်ကောင်းကင်ကြီးကိုကြည့်လိုက်ပါတယ်ထို့နောက်တစ်ပင်ကြီးတစ်ပင်ပေါ်ဆင်းသက်လိုက်ပြီးဘေးပတ်ဝန်းကျင်ကိုအကဲခတ်လိုက်ပါတယ်ဒီနေရာအသင့်တော်တယ်ရွှေရှင်သည်ညာလက်ကိုပွင့်ရလိုက်ရာတန်တုံးနက်ကလေးချက်ချင်းပြန်ထွက်လာပြီးဘေးပတ်လည်သို့ပြန်တန်းသွားပါတယ်ခဏအကြာတစ်ပင်ကြီးသုံးပင်ပြတ်ထွက်သွားပြီးမြေပြင်သို့ဘုံကနေကျလာပါတယ်ထိုတစ်ပင်ကြီးသုံးပင်အနက်တပင်မှာရွှေရှင်ရက်နေသောအပင်ဖြစ်ပါတယ်တစ်ပင်ကြီးသုံးပင်မြေပေါ်သို့ကျသွားသည့်အတွက်ကြောင့်ရွှေရှင်ခန္ဓာကိုလေထဲသို့မြောက်တက်သွားပါတယ်သူကလက်ကိုဝှဲရမ်းလိုက်ပြီးတစ်ပင်ကြီးသုံးပင်တီနီယာကိုတရုကံပုံစံဖြစ်အောင်ထားလိုက်ပါတယ်တန်တုံးနယ်လေးပြန်ရောက်လာသောအခါကျင်းငန်းကိုက်ဆောက်ဖိုးဖိုးသည်တခင်ကိုတစ္ဆာရှိသောကျွန်တယောက်၏အသွင်ပြင်းမျိုးဖြင့်ဘေဘီဝဲရကိုစိုးရိမ်တကြီးစောင့်ကြည့်လိုက်ပါတယ်ရွှေရှင်သည်တစ်ပင်သုံးပင်ကြားတွင်ဆင်းသက်လိုက်ပါတယ်ထို့နောက်အဖြူအောင်ဖျောင်းတိုင်များထုတ်ကတစ်ပင်များပေါ်ထွန်းညှိလိုက်ပါတယ်ပြီးသည့်နှင့်အယိုးများဖြင့်လှုပ်ထားသောပလေတူလက်ကိုထုတ်လိုက်ပါတယ်ရွှေရှင်သည်ပလေကိုကင်ထားရင်းခေါင်းကင်ကြီးကိုမောကြည့်ကမှန်ကန်သောအချိန်ကိုစောင့်လိုက်ပါတယ်မကြခင်တကောင်ရံသို့ရောက်ရန်15မိနစ်အလိုသို့ရောက်လာပြီးဖြစ်ပါတယ်ရွှေရှင်သည်တဆေပလေကိုနှကန်းတွင်တွေ့ရအတားရမှုတ်လိုက်ပါတယ်တဆေပလေထံမှနစီကွဲလူမတက်စူးချသောအတန်ထွက်ပေါ်လာပါတယ်ထိုစဉ်လေအေးများရုတ်တရက်တဟူဟူတိုက်ခတ်လာပါတယ်လေအေးများတဟူဟူတိုက်ခတ်လာပြီးဖျောင်းနိုင်မီများဟိုရင်းတီရင်းဖြစ်လာပါတယ်ဖော်ပြရမရနိုင်သောအေးတဲ့တစ်ခုကပဝန်းကျင်ကိုစိတ်ဝင်လာပါတယ်မြေပြင်မှာချက်ချင်းအေးခဲသွားပြီးပဝန်းကျင်ရှိအသီးရွက်များကိုစီးနှင်းများဖုံးလွှမ်းသွားပါတယ်ဖျောင်းနိုင်3နိုင်မီးရောင်သည်လည်းအစိမ်းရောင်သို့ပြောင်းလဲသွားပါတယ်လေထဲတွင်တီတိုစကားသံများပက်တင်ထပ်လာပါတယ်မရင်မတွက်နိုင်လောက်အောင်တီတိုပြောဆိုနေကြသည့်အလားမြည်သည့်စကားများပြောနေသည်ကိုကြားရန်မဖြစ်နိုင်ပါထိုစကားသံများသည်ရွှေရှင်း၏နားထဲဝင်ရောက်သွားပြီးရွှေရှင်း၏စိတ်ထဲတုန်ခါသွားပါတယ်အဝေးတွင်မြူကိုများရစ်တိုင်းလာပါတယ်ထိုမြူကိုများသည်လေနူအေးများထဲမှပေါက်ဖွာလာသည့်အလားရုတ်တရက်များပြားလာပါတယ်ထိုမြူကိုများ၏အကျယ်ကကြီးသည့်တဲကြီးမားလာပြီးတောအုပ်ထဲရှိတစ်ပင်များကိုဖုံးလွှမ်းသွားပါတယ်ယင်းနောက်မြူကိုများထဲတွင်မြို့ကြီးတစ်မြို့ပေါ်လာပါတယ်မြို့ရိုးကြီးများသည်မီးခိုးရောင်ဖြစ်ပြီးမြို့ထဲရှိအဆောက်အအုံများသည်လည်းမီးခိုးရောင်ဖြစ်ပါတယ်တမိုင်းထဲတွင်ပျောက်ကွယ်သွားခဲ့သောရှင်းဟောင်းမြို့ကြီးတစ်မြို့လူသားလောကသို့ဘွားကနေပြန်ပေါ်လာသည့်အလားထိုမျိုးကြီးကိုကြည့်မိသည့်မြည်သူမဆိုရှေးဆန်သောအငွေ့သက်များခန်းစားရကြမှာဖြစ်ပါတယ်ထိုမျိုးကြီးသည်အလွန်စီကားတက်ဝင်နေပါတယ်မြို့ကြီးထဲတွင်မရေမတွက်နိုင်သောလူရိပ်များမျောလွင့်နေကြပါတယ်ထိုလူရိပ်များမှာတစ်ခုနှင့်တစ်ခုမတူညီကြပါတချို့လူရိပ်များတွင်ခေါင်းများမရှိကြပါတချို့မှာတာရဲခန္ဓာများရှိကြပါတယ်တချို့၌ရှည်လျားသောခန္ဓာများရှိကြပြီးတချို့ကသေးသွယ်သောခန္ဓာကိုယ်များရှိကြပါတယ်တချို့လူရိပ်များ၏ပါးစပ်ကြီးများမှာကြီးမားလွန်း၍မီးရိုးများကိုလက်နှစ်ဖက်ပစ်ကင်ထားကြပါတယ်ကောက်ကြည့်ရုံမှသောအတွေ့များနှင့်လူရိပ်များစွာလည်းရှိပါတယ်မြို့ကြီးထဲ၌လှည့်ပက်သွားလာနေသောတစေများသာမကမရေမတွက်နိုင်သောဆိုင်ကလေးများလည်းရှိပါတယ်ဆိုင်ရှင်များသည်တုံလုံးဆောက်ချောက်ွယ်ကောင်းသောမကောင်းဆိုးဝါးများဖြစ်ကြပါတယ်တမန်လူများသာဤပြင်ကွင်းကိုမြင်လိုက်ရမည်ဆိုပါကလက်ပြလင်းမတွက်ကြောက်လန့်တုံရီသွားကြမည်ဖြစ်ပါတယ်ယင်းသည်တစေများကြီးဆိုရာတစေမျိုးကြီးဖြစ်ပါတယ်မြို့ကြီးထဲတွင်အသက်ရှင်နေသောလူများရှိကောင်းရှိနိုင်တော့လေသူတို့ကိုရှာမတွေ့စေရန်သူတို့အရှိန်အဝါများကိုဖုံးကွယ်၍ဓနောများဖြင့်တကိုယ်လုံးဖုံးလွှမ်းထားကြပါတယ်။ယင်းသည်လည်းတစေလန်းထဲသို့ဝင်ရောက်ပြီးနောက်လိုက်နာရမည့်စီးမြင်များအနက်တစ်ခုဖြစ်ပါတယ်။တစေလန်းကလူသားမျိုးနွယ်နှင့်ရောင်းဝယ်ဖောက်ကားခြင်းတွေပါတော့လဲစီးမြင်များအရာလူသားများမှာတရေပြောင်းတော်မူအလားတကိုယ်လုံးဓနောများဖြင့်ထူထပ်တိတ်သေးစွာပြည့်နှက်နေရမည်ဖြစ်ပါတယ်။ယင်းပြင်ထိုတစေမျိုးကြီးသည်မရေမတွက်နိုင်သောမကောင်းဆိုးဝါးများတစေများဖြင့်ပြည့်နှက်နေပါတော့လဲ၆ချားဘွယ်ကောင်းလာအောင်ငြိမ်သက်နေပါတယ်။မြို့ကြီးထဲရှိတရားများအလုံးစကားမပြောနိုင်ကြသည့်အလားပါအထင်ရှားဆုံးအရာမှာမြို့ကြီးအလဲပိုတွင်တွင်မျောနေသောအေယာမခေါင်းကြီးတစ်လုံးဖြစ်ပါတယ်ထိုခေါင်းကြီးသည်လေထဲတွင်လင်မျောနေပြီးတက်လက်ပိုင်းအရွယ်လူငယ်၏ခေါင်းကြီးဖြစ်ရန်တူပါတယ်သို့သောထိုခေါင်းကြီး၌သပင်များမရှိပါဖုန်ကြီးတစ်ပါး၏ခေါင်းတစ်လုံးနှင့်ဆင်ပါတယ်၎င်း၏မျက်လုံးများသည်ပိတ်ထားပြီးလေထဲတွင်မလုံးမရှက်ရှိနေပါတယ်ခေါင်းကြီးကိုတန်ကြိုးကြီးများဖြင့်ပိတ်လောင်ထားပါတယ်အနိကကြည့်ပါကထိုတန်ကြိုးကြီးများသည်၆ကက်ကက်လက်များရစ်ပတ်ထားရမှဖြစ်ပေါ်လာခြင်းဖြစ်သည်ကိုမြင်ရမှာပါတစိမျိုးကြီးဤဂိတ်တကားလေးခု၌အပေါ်ပိုင်းခန္ဓာဗလာကျင်းနေပြီးကလေးကောင်းများနှင့်အရက်ရှည်ရှည်လူထွားကြီးများရှိနေတတ်ပါတယ်ထိုလူထွားကြီးများသည်ပေ90ရှိသောမဲနဲ့တောက်ပြောင်သည့်တစိဓာမော်ကြီးတစ်လက်ကိုပခုံးတွင်ထမ်းထားကြပါတယ်ထိုရှင်းရများအလုံးကိုကြည့်၍ရွှေရှင်းမျက်လုံးများထဲတန်တရားများပြည့်နှက်လာပြီးသူ့စိတ်ထဲအတွေးများဖြတ်ပြေးသွားပါတယ်ဖိနစ်တာမြစ်ဒေသတစိမျိုးတော်ကိုသူတစ်ခါမှမမြင်ခဲ့ဘူးပါတော့လေသူမြင်နေရသည့်မြင်ကွင်းသည်သူတီးခဲ့ရသောအချက်လက်များနှင့်တသွေမသိမ့်တူညီနေပါတယ်ထို့သူမျက်မြင်ကြုံတွေ့လိုက်ရပြီးနောက်တားမြစ်ပင်လယ်ကျမ်းပြင်၌သူမြင်ခဲ့ရသောတစေမျိုးကြီးအကြောင်းကိုပြန်တွေးမိလိုက်ပါတယ်။ဒါဆိုဒီနေရာကလည်းတစေလမ်းပဲလား။ရွှေချင်းသည်ချက်ချင်းမဝင်သေးပဲဘေးပတ်လည်ကိုတတိကြီးကြီးထား၍အကဲခတ်လိုက်ပါတယ်။တဖြည်းဖြည်းနဲ့အေးဆက်ဆက်လေပြင်းများကြောင့်သူ့ပတ်လည်ရှိဖျောင်းတိုင်များအရှိန်ပြင်းစွာရမ်းခါလာပါတယ်။ရွှေချင်းသည်စိုးရိမ်ပူပန်မနေပါအမှားပြင်းမရှိကြောင်းသေချာသွားသည့်တိုင်အောင်သူအသေးစိတ်ကြည့်ရှုနေပါတယ်။ဘေးပတ်လက်ရှိဖျောင်းနိုင်မီများညှိသက်တော်မီအလားဖြစ်လာပြီးတစိမျိုးကြီးဝေဝါးကပျောက်ကွယ်သွားတော်မီအချိန်ရောက်သောအခါမှသာအရေးလေးစီမှတန်တော်များဆုပ်ယူလိုက်ပါတယ်ရုတ်တရက်သူ့ကိုယ်ထဲတွင်တန်တော်များတိတိတတ်တာမြင့်တက်လာပါတယ်ညက်တောင်တစ်ချက်ခန့်အတွင်းသူ့ကိုယ်ထဲရှိတန်တော်များမှာများပြားလာပြီးအချိန်မီ၍တရင်ပြောင်းတော်မီအနေထားသို့ရောက်လာကသူ၏အသားရည်သည်လည်းမဲနဲ့လာပါတယ်နောက်ဆုံး၌တိတ်သေးထူထပ်သောတန်တော်များဖြင့်ဖွဲ့စည်းထားသည့်မြူကိုးများကသူ့ခန္ဓာကိုယ်ပတ်လည်တွင်ရတိုင်းလာပါတယ်ထိုအခါမှသာရွှေရှင်းသည့်တစီမျိုးတော်သို့တလန်းချင်းလျှောက်သွားပါတယ်
သူရှိတလန်းလန်းလိုက်တိုင်းပေ30အကွာသို့ရောက်သွားပါတယ်တက်ရှုချင်းအနေငယ်ကြပြီးနောက်ရွှေချင်းသည်ညူကိုများတဲ့ဝင်ရောက်သွားပြီးတစီမျိုးတော်ကြီးဂေတကားစီသို့လျှောက်သွားပါတယ်ဂေတကားကြီးစီသို့သူရောက်သွားသောအခါဂေတကားကြီးဘေးတစ်ဖက်တစ်ချက်ရှိဒူသွားကြီးနှစ်ယောက်ကသူ့ကိုကြည့်လိုက်ကြပါတယ်ရွှေချင်းသည်ရက်မသွားပဲတစီမျိုးတော်ကြီးတဲ့သူလျှောက်သွားပါတယ်သူထက်ရောက်သောအခါမှသာသူ့ကိုကြည့်နေသည့်ဒူသွားကြီးနှစ်ယောက်ရဲ့အကြည့်များပျောက်သွားပါတယ်ထိုအချိန်၌ဘေးပတ်လက်ရှိမြူကိုများဆက်ရှင်မြင့်တက်လာကြပြီးဘေးပတ်ဝန်းကျင်ကိုလွှမ်းခြုံထားသည့်ဖြစ်၍ရွှေချင်းမှာမြူကိုများမှလွယ်၏မြည်သည့်အရာကိုမှမမြင်ရတော့ပါအဝေတော်တယောက်ရောက်လာခြင်းနှင့်အတူဤနေရာကိုပြပလောကကြီးနှင့်ပိုင်းခြားလိုက်သည့်အလားပါကောင်းကင်ရန်၌လာမင်းကြီးသည်လည်းအစိမ်းရောင်ပြောင်းလဲသွားပြီးမြို့ကြီးပေါ်သို့မဲမောင်သောအလင်းများဖြာချပေးနေပါတယ်ယင်းသည်ရွှေချင်းလေးလာထားခဲ့သည့်အချက်လက်များနှင့်ကိုက်ညီနေပါတယ်သူသည်လမ်းမရှိကြီးအတိုင်းတဖြည်းဖြည်းလျှောက်လာခဲ့ပြီးမရေမတွက်နိုင်သောမကောင်းဆိုးအားများတဲ့ရောနှောကလျှောက်သွားလိုက်ပါတယ်ထိုချိန်၌မြို့လေဘိုးရှိအေယာမဖုံးကြီးခေါင်းကြီး၏နှာခေါင်းကတခုခုကိုအနံ့ခံလိုက်မိသည့်အလားရုတ်တရက်လှုပ်ရှားသွားပါတယ်၎င်း၏မျက်ခုံများပွင့်လာတော့မိဟန်ရှိတော့လေတန်ကြိုးများမှအနက်ရောင်အလဲများတစ်ဖြက်ဖြက်လက်လာက၎င်းမှပြန်လဲငြိမ်သက်သွားပါတယ်ရွှေချင်းသည်ထိုဖြက်ဖြက်ကိုမြင်သွားပြီးမျက်လုံးများမှေးသွားပါတယ်လမ်းမရှိကြီးပေါ်တွင်တစိများမရေမတွက်နိုင်အောင်ရှိနေပါတယ်ရွှေချင်းသည်ဖုံးကြီးခေါင်းထံမှအကြည့်လွှဲလိုက်ပြီးဘေဘီဝဲရကိုကြည့်လိုက်ပါတယ်စကူတရနေစင်တူသောတစီတကောင်ကိုသူမြင်လိုက်ရပါတယ်ထိုတစီသည်၆သွားနေရင်စုတ်တန်တစ်ချောင်းကိုထုတ်ပြီးမျက်နှာတွင်မျက်ရည်များပင်ဆွဲလိုက်ပါတယ်တကူလုံးဆူရွှဲနေသောတစီတကောင်လည်းရှိပါတယ်ထိုတစီထံမှစီးကျနေသောရေစံများသည်မျက်လုံး၆လုံးနှင့်တစီပေါက်စလေးများဖြစ်သွားပြီးသူ့နောက်မှတကောင်းကောင်းလိုက်နေပါတယ်နေဆွေးသောမျက်လုံးများရှည်လျားသောနှရွက်များအနှဲငယ်နီးမြန်းနေသောမဲနက်နေသည့်ခန္ဓာကိုယ်များနှင့်သုံးနှစ်သားအရွယ်မင်းသားများလည်းရှိပါတယ်ထိုမင်းသားကလေးများသည်မြေပြင်ပေါ်တွင်ပြေးလွှားစော်ကစားနေကြပါတယ်မနီမွေးရှိဆိုင်တစ်လုံးပေါ်၌အမွှေးပြင်းများပြောင်းရှင်းနေကြသောကြောင်လေးတစ်ကောင်ကလှဲ၍သွေးတန်ရဲရဲနှင့်ခေါင်းတစ်လုံးကိုလက်သေးများဖြင့်ကင်ကရှာဖြည့်ရက်နေပါတယ်ထိုကြောင်ကလေးခန္ဓာကိုယ်မှာအနက်ရောင်အကိုးငွေများထွက်ပေါ်နေသည်ဖြစ်၍ထိုကြောင်လေးသည်လည်းတစေတစ်မျိုးဖြစ်ကြောင်းသိနိုင်ပါတယ်ခေါင်းပြက်တစေများတားရဲပုံသဏ္ဍာန်တစေများအယိုးကြောင်များသို့မဟုတ်မျက်နှာများစွာပါရှိသည့်မြူကိုတစေများနေရာအနှံ့ရှိနေပါတယ်တချို့ကလေထဲမျောလွင့်နေကြပြီးတချို့ကမြေပြင်ပေါ်ထွက်သွားနေကြပါတယ်တချို့တခြားတစေများအပေါ်ထိုင်နေကြပြီးတချို့ကဝေဟင်းနဲ့ပြန်ဝဲနေကြပါတယ်တချို့ကမရေမတွက်နိုင်သောတစီမျက်နှာကြီးများအဖြစ်ပြောင်းလဲကအချင်းချင်းကိုက်နေကြပါတယ်ထိုတစီများသည်တွေးပြက်ဖွယ်ရီမောလိုက်ကြပြီးတဟုံးတို့ပြေးသွားကြပါတယ်တစီတစ်ကောင်ချင်းစီထံမှမိစ္ဆာအငွေ့တန်များထွက်ပေါ်နေပြီးဆာလောင်မိုးတိတ်နေဟန်တူပါတယ်ရွှေချင်းသည်တစီများကိုအာယုံခံချင်းမိလိုက်ပြီးပိုရိပ်တတိထားသွားမိပါတယ်သူသည်ရှေ့ဆက်သွားနေရင်ဘေးတစ်ဖက်တစ်ချက်ရှိဆိုင်လေးများကိုကြည့်ကသူလိုချင်သောပစ္စည်းများကိုရှာဖွေနေပါတယ်လမ်းမကြီးပေါ်တွင်တစီများဖြင့်စီကားနေပါတယ်ဆိုင်များ၏အတွင်းနှင့်အပြင်မှာလည်းတစီများရှိပါတယ်ကြောက်စရာကောင်းသောတစ်ချက်မှာပကတိငြိမ်သက်တိတ်ဆိတ်နေခြင်းဖြစ်ပါတယ်။ရွှေချင်းသည်အတန်မထွက်စေဘဲမျောလွင့်သွားရင်ဆိုင်များကိုကြည့်နေပါတယ်။ရုတ်တရက်သူ့စိတ်ထဲတုန်ခါသွားပြီးရှေ့တူယူသို့ကြည့်လိုက်ပါတယ်။သူ့ရှေ့တက်တက်မှပုတ်ပွားနေသောအနက်ရောင်အသားရည်နှင့်သားရဲမျက်နှာတစ်စိတ်ကြီးတစ်ကောင်ကမေးကိုကိုင်ပြီးရှောက်လာနေပါတယ်။ထိုမကောင်းဆိုးဝါးထံမှရက်ဆက်ကြမ်းကြုတ်သောအငွေ့တက်များပြန်လွင့်နေပါတယ်။ကြည်ရသည်မှာထိုမကောင်းဆိုးဝါးကရွှေချင်းကိုခန္ဓာကိုယ်ချင်းတိုက်ပစ်ရှင်နေရန်တူပါတယ်။ရွှေချင်း၏မျက်လုံးများထဲတွင်မြည်သည့်အရေးရောင်မှရှိမနေပါထိုချိန်၌သူ့ပတ်လည်တွင်ထူထပ်တိတ်တဲသောတန်တော်များပို၍ပြန့်နှံ့လာပါတယ်။ထိုတန်တော်များသည်တွေးဆနေသောတစီမျက်နှာကြီးအသွင်ပြောင်းလဲ၍တာရဲမျက်နှာတစ်စိတ်ကြီးကိုတွားဖျဲပြလိုက်ပါတယ်။၎င်း၏မျက်လုံးများကလောဘရောင်လက်နေပါတယ်။ထိုတစီမျက်နှာကြီးသည်အရိပ်ကလေးမှဖြစ်လာခြင်းဖြစ်ပါတယ်။အရိပ်ကလေးသည်တစီမျိုးကြီးသို့ရောက်လာကြတဲ့ကတစီများကိုဝါမျိုးခြင်းနေပါတော့လဲရွှေချင်းကခွင့်မပြုပေးခဲ့ပါထို့ကြောင့်အရိပ်ကလေးမှာထိရှုပ်နေခဲ့ရပါတယ်ယခုတစီတစ်ကောင်ကသူ့ရှိမောက်သို့ဆိုက်ဆိုက်မြိုက်မြိုက်လျှောက်လာနေသည်ဖြစ်ရာသူကျင်းနေပေသည့်ဂွန်းစီတီဖြစ်နေပါတော့လဲရွှေချင်းကမလှုပ်ရှားသေးခင်ဓာတ်တော်မြူကိုများဖြစ်လာတော့တစီမျက်နှာကြီးကရှစ်တက်သွားပြီးပါဇက်ကြီးကိုဟာ၍တာရဲမျက်နှာတစီကြီးကိုဝါမျိုးလိုက်ပါတယ်၎င်းမှာလက်ဖြားခါလောက်အောင်မြင်ဆန်လာသည်ဖြစ်ရာတာရဲမျက်နှာတစီကြီးမှာအစာအနှပင်ရှာမရအောင်ပျောက်ကွယ်သွားပါတယ်မြူကိုတစီမျက်နှာကြီးကအားရကျဉ်းနေစွာဖြင့်ပြန်ရောက်လာပါတယ်ရွှေချင်းသည်မြူကိုများတဲ့ရှိအရိပ်ကလေးကိုလှမ်းကြည့်လိုက်ပါတယ်သူသည်ဘာမှမပြောဘဲဆက်လျှောက်သွားပါတယ်ထိုဖြစ်ရသည့်တစီမျိုးကြီး၌တံမှန်ကိစ္စလေးတစ်ခုသာဖြစ်ပါတယ်ဘေးပတ်လက်ရှိတစီများမှာအံ့အားတသင့်ဖြစ်မသွားပါထို့သောဖြင့်ရွှေချင်းသည်မြို့ရက်လက်ပတ်သွားလာပြီးဆိုင်တစ်ဆိုင်ရှိမှရပ်သွားပါတယ်ထိုဆိုင်ထဲတွင်ရောင်းချသည့်ပစ္စည်းများမှာမိစ္ဆာအစိမ်များဖြစ်ပါတယ်ထိုစိမ်မျိုးသည်ဓာတ်မရှိဘဲမြူကိုများနှင့်ဆင်တူပါတယ်အစိမ်းရောင်တစီခေါင်းများထဲတွင်ချုံနှောင်ထားသောပုံရိပ်ရောင်အစိမ်းများပင်ရှိပါတယ်ထိုဆိုင်ထဲတွင်ပစ္စည်းများအလုံးကလေရဲတွင်မျောလွင့်နေသောအရွယ်အစားမျိုးစုံရှိသည့်တစီခေါင်းများဖြစ်ကြပါတယ်ထိုခေါင်းများအလုံးကပြုံးနေကြပါတယ်ရွှေချင်းကထိုတစီခေါင်းများကိုအနီးကပ်ကြည့်ပြီးအားရကျဉ်းနေသွားပါတယ်အိန္ဒိယတို့သူလာရှာသည်မှာထိုတို့ရင်ရန်အစွမ်းရောက်မိစ္ဆာအစိမ်းမျိုးဖြစ်ပါတယ်ထူးခြားသောကျင့်ကြံခြင်းအတတ်မရှိပါကတက်ရှိများအတွက်ထိုတို့အစိမ်းမျိုးကိုစုဆောင်းထားရန်အလွန်ခက်ခဲပါတယ်မကောင်းဆိုးဝါးများသည်သာထိုအစိမ်းမျိုးကိုကင်တွယ်နိုင်ကြပါတယ်ရွှေချင်းသည်ဆိုင်ချင်းကိုလှမ်းကြည့်လိုက်ပါတယ်ဆိုင်ရှင်ကဝုံဝုံကြီးတစ်ကောင်နဲ့ဆင်တူပါတယ်နှာခမ်းများသည်ဟင်းရိုင်းကဲ့သို့နီဆွေးပါတယ်နှလုံးများသည်မှတ်တစ်ချက်နှင့်ဆင်တူပြီးခေါင်းမှာရှိလျားသောဥကျူများရှိကကြောတွင်အစိမ်းရောင်အတောင်ပံများရှိပါတယ်
ဆယ်ပေရှိသောကျက်တဲ့အမီလည်းပါပါတယ်သူကရွှေရှင်းကိုစေးဆက်ဆက်အကဲခတ်နေပါတယ်ရွှေရှင်းနဲ့အကြည့်ချင်းဆုံသွားပြီးနောက်သူကပါဇက်ကြီးကိုဟာရီပြုတ်ပြလိုက်ဟန်တူပါတယ်ရွှေရှင်းကတင်းငိမ်စွာဖမ်းဆုပ်လိုက်ပါတယ်ရုတ်တရက်ဆိုင်ထဲမှာပြန်ဝဲနေသောတစီကောင်းပေါင်း30ခန်းရွှေရှင်းနဲ့ဆိုင်ရှင်တို့ရှိသူမျောလွင့်လာပါတယ်ထို့နောက်ရွှေရှင်းကပလိန်းလေးကိုထုတ်လိုက်ပြီးတွန်းပို့ပေးလိုက်ပါတယ်ဆိုင်ရှင်အမီးကပလိန်းလေးကိုချက်ချင်းရစ်ပတ်လိုက်ပြီးဆွဲယူလိုက်ပါတယ်ထို့နောက်ပလိန်းလေးမှာအစိစိမောင်မောင်ကွဲသွားပြီးသွေးညှိနှံများလွတ်ပြန်လာကသွေးခဲကြီးတကယ်ပေါ်လာပါတယ်ထိုသွေးခဲသည်ငင်းငတ်အဖို့ဝင်များအလုံးနှလုံးသွေးဖြစ်ပါတယ်ပလိန်းထဲတွင်သွေးဆက်ပေါင်းရာခဏခန့်ရှိပါတယ်ဆိုင်ရှင်ကသူ့ပစံနာကတ်လိုက်ပြီးသဘောကျစွာအရသာခံကြည့်လိုက်ပါတယ်ထိုနှလုံးသွေးများထဲတွင်ဝိညာဉ်အရေးများပေါ်လာသည်ကိုရွှေရှင်းမြင်လိုက်ရပါတယ်ထိုဝိညာဉ်အရေးများသည်ညငတ်အဖွဲ့ဝင်များ၏အရေးများဖြစ်ပါတယ်ဆိုင်ရှင်ကသဘောကျကြည့်နေသွားဟန်ဖြင့်ခေါင်းတဆက်ဆက်ညှိလိုက်ပါတယ်ရွှေရှင်းသည်သူ့ရှိမှတစီခေါင်းများကိုယူ၍တူလောင်အိတ်ထဲကိုထည့်လိုက်ပါတယ်ထို့နောက်ဆိုင်ထဲမှထွက်လာကတစီလမ်းမကြီးပေါ်ဆက်လျှောက်သွားပါတယ်သူကမကောင်းဆိုးဝါးအုပ်စုကြီးထဲတွင်တိုးဝေးသွားလာရင်တဆိုင်ဝင်တဆိုင်ထွက်ပစ္စည်းဝယ်နေပါတယ်ညအချိန်ကုန်လုံးတော့မီဖြစ်ပါတယ်ရွှေရှင်းသည်အချိန်တော်ကြာရှာပြီးနောက်သူလိုချင်သောနောက်ဆုံးပစ္စည်းကိုရှာတွေ့သွားပါတယ်ထိုပစ္စည်းကတဲကုတ်ကန်တစ်ခန်းနှင့်ဆင်တူသောဆိုင်လေးထဲတွင်ရှိပါတယ်ဆိုင်ထဲမှာခန္ဓာများချိတ်ဆွဲထားပါတယ်ရင်းခန္ဓာများသည်လူသားခန္ဓာများတာရဲခန္ဓာများလူသားမဟုတ်သောရိုးနယ်ဝင်ခန္ဓာများနှင့်ပုံရိပ်ရောင်ခန္ဓာများဖြစ်ပါတယ်ထိုခန္ဓာများအလုံးကိုနေရန်တွင်ဂျိတ်ဖြစ်ချိတ်ဆွဲထားပြီးထိုခန္ဓာများအလုံးအသက်ရှင်နေသေးပါတယ်အောက်ဘက်တွင်အချိန်တင်းကြီးတောက်လောင်နေသောဖျောင်းနိုင်မျိုးစုံရှိပြီးထိုဖျောင်းနိုင်များမှာထူးဆန်းသောစိတ်ဆန္ဒတစ်ခုလွင့်ပြန်နေပြီရာထိုအသက်ရှင်နေသေးသောတရဝများမှာခံစားချက်မျိုးစုံဖြစ်နေပါတယ်တချို့ကမိုးရိပ်နေကြပြီးတချို့ကဒေါသထွက်နေကြပါတယ်တချို့ကဝမ်းနည်းနေကြပြီးတချို့ကတက်ကြွနေကြပါတယ်သူတို့အားလုံးဘဝနဲ့ချီကြမြင့်သောအိမ်မက်ထဲရောက်နေသည့်အလားပါရွှေရှင်းစိတ်အာရုံကိုဆွဆောင်နေသည်မှာထိုတရဝများမဟုတ်ဘဲအောက်ဘက်ရှိဖျောင်းနိုင်များဖြစ်ပါတယ်ထိုဆိုင်ကထိုကဲ့သို့ဖျောင်းနိုင်များရောင်းချပါတယ်ဤနေရာသို့မလာခင်ကဂိုင်းထဲမှာဝယ်ယူခဲ့ဘူးသည့်သတင်းချက်လက်ထဲတွင်ထိုဖျောင်းနိုင်များအကြောင်းကိုသူသိခဲ့ရပါတယ်ထိုဖျောင်းနိုင်သည်အစိတ်တစ်မျိုးဖြစ်ပြီးနာမည်ကအလွန်နဝင်ရှိုးပါတယ်ထိုဖျောင်းနိုင်များကိုသုံးဘဝမူရည်စိမ်းများဟူ၍ခေါ်ကြပြီးဈေးကခေါင်ခိုက်နေပါတယ်ယင်းသည်လည်းဤနေရာသို့ရှင်းလာခဲ့ရသည့်အဓိကရည်ရွယ်ချက်ဖြစ်ပါတယ်ထိုဖျောင်းနိုင်များကိုမြင်ပြီးနောက်သူသည်တွေ့ဝေတွန်းဆုံမနေပဲပလင်းလေးပလင်းကိုထုတ်၍ဆိုင်ရှင်ရှိမှချထားလိုက်ပါတယ်ဆိုင်ရှင်သည်အဝါရောင်ဝိယုံဝဲအဖိုးတူဖြစ်ပြီးတန်ပန်ရုပ်ရည်သွင်ပြင်ရှိပါတယ်သူသည်ရှင်းရှင်းထုတ်လိုက်သည့်ပလင်းလေးများကိုကြည့်၍ခေါင်းရမ်းလိုက်ပါတယ်သူခေါင်းရမ်းလိုက်သည့်အချိန်မှာပင်သူ၏မျက်နှာအဆက်မပြတ်ပြောင်းလဲသွားပါတယ်ပထမဦးစွာချောမောသောလူငယ်လေးတစ်ယောက်ဖြစ်သွားပါတယ်ထို့နောက်အရေးကြောများနဲ့အဖိုးဖြစ်သွားပါတယ်ရင်းနောက်အစောတန်သောကလေးငယ်တစ်ယောက်ဖြစ်သွားပါတယ်ရွှေချင်းညမောင်ကျုပ်သွားပါတယ်သူ့လက်ထဲတွင်နှလုံးသေးဆက်တဲ့ပလင်းသာရှိတော့ပြီးငါးပလင်းကိုအသုံးပြုခဲ့ပြီးဖြစ်ပါတယ်သူရရှိထားခဲ့သည့်သတင်းချက်လက်အရသုံးဘဝမိုးရိပ်ဆေးကိုဝယ်ရန်လေးပလင်းဆိုလျင်လုံလောက်ပြီးဖြစ်ပါတယ်အတန်ငယ်တွေးတော့ပြီးနောက်ရွှေချင်းကနောက်ထပ်တစ်ပလင်းထုတ်ကဆိုင်ရှင်ရှိမှချထားလိုက်ပါတယ်ဆိုင်ရှင်ကရွှေချင်းကိုစူးစိုက်ကြည့်လိုက်ပါတော့လဲခေါင်းရမ်းပြလိုက်ပါတယ်မြူကိုများဖြစ်ကွယ်နေသောရွှေချင်း၏မျက်နှာမဲမောင်သွားပါတယ်အတန်ငယ်တိတ်ဆိတ်နေပြီးနောက်လက်ကျန်ပလင်းကိုသူထုတ်လိုက်ပါတယ်သို့တော်လဲဆိုင်ရှင်ကခေါင်းရမ်းနေသေးပါရွှေချင်းကရှိသမျှအကုန်ထုတ်လိုက်သည်ကိုသူတီးသွားဟန်တူပါတယ်သူမျက်နှာကကျိန်ဖန်များစွာပြောင်းလဲသွားပြီးနောက်ဆုံးတွင်မျက်နှာပြောင်ကြီးဖြစ်သွားပါတယ်သူကမျက်နှာမဲလူတစ်ယောက်အဖြစ်ပြောင်းလဲသွားပြီးနောက်ရွှေချင်း၏မျက်နှာကိုညွှန်ပြလိုက်ပါတယ်ရွှေချင်းငြိမ်သက်နေပါတယ်သူအချိန်ကိုတွက်ဆကြည့်လိုက်ပါတယ်မိုးတော်ရန်တို့ရောက်တော့မီဖြစ်ပါတယ်တစိမျိုးတည်းသူပတ်သွားခဲ့ပြီးထိုဖျောင်းနိုင်များအားဒီဒီဇိုင်ထဲသာရောက်ချသည်ကိုတွေးမိလိုက်ပါတယ်သူရှီလန်းတိုးသွားပါတယ်သူကိုယ်ထဲမှာတက်ဆောင်မီတော်များတဟုံဟုံတောက်လောင်လာပြီးတက်ဆောင်မီရင်သည်လည်းထုံလင်းတောက်ပလာပေရာသူကိုယ်ထဲရှိလောကကြီးတစ်ခုလုံးမီးများကျွမ်းလောင်နေသည့်အလားပါသူကိုယ်ထဲမှာကြောက်ကမန်းလေးလေးအချိန်ဝါတစ်မျိုးထွက်ပေါ်လာပြီးရွှေကြီးကန်းကြီး၏သွေးရှိများနဲ့ပေါင်းစည်းသွားကအပူလိုင်းအသွင်ဖြင့်ရက်မျက်နှာအနှံ့ရိုက်ခတ်သွားပါတယ်ဆိုင်ရှင်သည်မျက်နှာမဲလူတစ်ယောက်မဟုတ်တော့ဘဲအဘိုးအဖြစ်ချက်ချင်းပြောင်းလဲသွားပါတယ်သူတီးတသားမျက်နှာပြတ်သွားပါတယ်ရွှေချင်းကတိုက်ခိုက်တော်မီကိုမြည်၍အင်ဂျီလက်ကိုဝေယမ်းလိုက်ပါတယ်ရုတ်တရက်သူ့နောက်မှဖျောင်းနိုင်ခွန်းတိုင်ပြန်ထွက်လာပြီးရွှေချင်းရှိတွင်မျောလင့်သွားပါတယ်ထို့နောက်အဖိုးသည်ရှီလန်းအနေငယ်နောက်ဆုတ်လိုက်ပြီးကပားရပါလုံးသည့်အမှုရာတစ်ခုဆင်မြန်းလိုက်ပါတယ်ရွှေချင်းညမောင်ကျုံသွားပါတယ်သူကဖျောင်းနိုင်များကိုတင်ဆက်လိုက်ပြီးပလင်း6ပလင်းကိုလည်းပြန်ယူသွားကထွက်သွားပါတယ်သူသည်လမ်းတစ်လျှောက်တရီကြီးကြီးထား၍သွားနေပြီးကောင်းကင်ရန်ရှိအပြောင်းလဲများကိုအာရုံစိုက်နေပါတယ်သူရရှိခဲ့သည့်အချက်လက်အရတစိလန်းသို့ဝင်ရောက်သွားပြီးနောက်အချိန်မစေသေးပဲကြိုထွက်ရမရပါမိုးတော်ရန်သို့ရောက်သည့်အထိဆောင်ပြီးမှသာပလွေကိုမှုတ်ရထွက်သွားရမည်ဖြစ်ပါတယ်ယခုလောလောဆယ်တွင်မိုးတော်ရန်သို့ရောက်ရင်မလိုတော့ပါရွှေချင်းသည်လမ်းကျွလမ်းကြားများနဲ့တွာလာရင်တိတ်ဆိတ်စွာစောင့်နေပါတယ်မကြာခင်ကောင်းကင်ကြီးလိမ့်ထိန်လာသောအခါတွင်ဤမျိုးကြီးနှင့်ဘေးပတ်ဝန်းကျင်ရှိတစိများအလုံးပျောက်ကွယ်သွားတော့မည်အလားဖောက်ထွင်းမြင်လာရသည်ကိုသူချက်ချင်းသတိထားမိလိုက်ပါတယ်ထိုချိန်၌တစိမျိုးတော်ကြီးအလဲပိုရှိလေတဲ့တွင်မရေမတွက်နိုင်သောလက်များမှဖြစ်လာသောတန်ကြိုးများဖြင့်ချီနှောင်ခံရရသည့်ဖုန်ကြီးခေါင်းကြီးမျက်လုံးများတဖြည်းဖြည်းပွင့်လာပါတယ်ထိုမျက်လုံးများသည်ငရဲအလားရဲရဲနီနေပါတယ်ထိုမျက်လုံးများထဲတွင်မရေမတွက်နိုင်သောတစိများရုန်းကန်နေကြပြီးနာကျင်နေသောမူရာများဖြင့်စူးစူးဝါးဝါအော်ဟစ်နေကြပါတယ်ယင်းသည်မြင်ရသူကိုရှုပ်ထွေးသောခံစားချက်ဖြစ်စေပြီးဖုန်ကြီးခေါင်းကြီးမျက်နှာအမူအရာမှာအတန်ငယ်ငေးမောသွားပါတယ်ထိုစဉ်ခေါင်းကြီးသည်လှုပ်ရှားနေရမှရက်သွားပါတယ်
မိုးတောက်ရံမရောက်ခင်ထိုကောင်းကြီးကတစိမျိုးကြီးတစ်မျိုးလုံးကိုရှုပ်ထွေးသောအကြည့်ဖြင့်လှက်ပတ်ကြည့်ရှုလိုက်ပါတယ်ထိုတစိမျိုးကြီးထဲရှိနေရာအသီးသီးတွင်ဖောက်ထွင်းမြင်ရသောပုံရိပ်များအဖြစ်မပြောင်းလဲသွားသောလူရိပ်ဆယ်ရိပ်ကျော်ရှိပါတယ်ရင်းလူများသည့်ပစ္စည်းများဝယ်ရန်ရောက်လာကြသောကျင့်ကြံသူများဖြစ်ကြပြီးမိုးတောက်ရံအချိန်ကိုစောင့်နေကြခြင်းဖြစ်ပါတယ်ဖုန်ကြီးညလုံးများသည့်ထိုလူများကိုတယောက်ပြီးတယောက်ကြည့်လိုက်ကြပါတယ်ရွှေရှင်းထံအကြည့်ရောက်သွားသောအခါစက္ကနဲ့တုံရီသွားပြီးနှာခေါင်းမှာပွားကြည့်ရှုံးကြည့်ဖြစ်သွားပါတယ်အတန်ငယ်အနက်ခံပြီးနောက်ညလုံးများဝင်းလက်လာပါတယ်ရွှေရှင်းသည်လည်းထိုတီကိုအာယုံခံပြီးလိုက်ပြီးမျက်နှာပြတ်သွားပါတယ်တစ်ချိန်တည်းမှာပင်ဖုန်ကြီးကောင်းကြီးထံမှမိုးစိမ့်တန်အလားခန့်ညားထဲဝါသောအတန်ကြီးဟိမ့်ထွက်လာပါတယ်ရွှေကြီးကန်းငါမျိုးနွယ်ကိုတန့်ဆင်သွားတဲ့ရွှေကြီးကန်းတေကိုတေရမယ်ထိုတန်ကြီးပေါ်လာသည့်အခိုင်မိုးတောက်ရန်သူရောက်သွားကတစိမျိုးကြီးတစ်ခုလုံးချက်ချင်းငြိမ်သက်သွားပါတယ်ထိုတန်ကြီးသည်ဤတညတာအတွင်းရှုရှင်းကြားခဲ့ရသည့်တစ်ခုတည်းသောအတန်ဖြစ်ပါတယ်ထိုတန်ကြီးထဲတွင်ဖော်ပြရေးမရနိုင်သောစွမ်းအားများပါဝင်နေပါတယ်ရှုရှင်းနားထဲသို့ထိုတန်ကြီးဝင်ရောက်သွားသောအခါသူ့တစ်ကိုယ်လုံးတုံရီသွားပြီးပြိုလဲသွားတော်မူအလားသူ့ဝိညာဉ်မငြိမ်မသက်ဖြစ်လာပါတယ်ကံကောင်းထောင်းမှ၍တက်ဆောင်မိရင်ထိနက်ကသူ့ဝိညာဉ်ကိုကာကွယ်ပေးထားရာသူပြန်တက်တာလာပါတယ်သူကတစိပလွေကိုအလင်းညံထုတ်လိုက်ပြီးမှုတ်လိုက်ပါတယ်မျက်စိကွဲလူမတက်ဆူးရှကျဲလောင်သောအတန်လွင့်ပြန်သွားပါတယ်ထို့နောက်ရှုချင်းပတ်လက်ရှိအရာအလုံးတခဏလေးအတွင်းပြောက်ခဲ့သွားပါတယ်အသက်ရှုချင်းတစ်ချိန်သာကြာပြီးနောက်တောအုပ်ထဲရှိတတိကံပုံစံတစ်ပင်သုံးပင်ထားခဲ့သောနေရာ၌ရှုချင်းပြန်ပေါ်လာပါတယ်တစိမျိုးကြီးကိုမူအရိပ်ရောင်ပင်မတွေ့ရတော့ပါမိုးကုတ်စဝိုင်းကြီးစီမှာနေအောင်ပြိုးလာပါတယ်နေမင်းကြီးကခေါင်းပြူထွက်လာကနေအောင်ကြီးများကိုလောကကြီးတစ်ခွင်ဖြန့်ကျက်လိုက်ပါတယ်တစ်ချိန်တည်းမှာပဲဤတားမြင့်နေမင်းကြီးတဲ့ရှိရွှေရှင်းနဲ့အလုံးအလုံးဝေးကွာသောအရက်၌မျိုးကြီးတစ်မျိုးရှိပါတယ်ထိုမျိုးကြီးသည်တစိမျိုးကြီးနှင့်လုံးဝမတူညီပါထိုမျိုးကြီးသည်ဒရက်ရှိသောမျိုးကြီးတစ်မျိုးဖြစ်ပြီးမရေမတွက်နိုင်သောနှစ်ပေါင်းများစွာကတည်းကမြို့ပြကြီးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ညအမောင်လူကြီးအောက်တွင်နေရန်ကျိုးများနှင့်ဖုံများကိုဝူလဝါမြင်နိုင်ပါတယ်မြို့ကြီးအရှိအရက်၌နေအောင်ကြီးရောက်ရှိလာခြင်းနှင့်အတူကြီးမြတ်သောအင်အားကြီးတစ်ခုကညစာပုံအောင်ကိုဖယ်ရှားလိုက်လေရာအမောင်တူထဲတွင်ပုံကွက်နေသောဖះเจ้าတစ်ကြောင်းပေါ်လာပါတယ်ဖះเจ้าအပြင်ဘက်တွင်ကျင့်ကြံသူဒါဇင်ကျော်တွင်မြေခွေထိုင်ရေးတရားမှတ်နေပါတယ်သူတို့ဝိစားများသည်မတူညီကြပဲတယောက်ကိုတယောက်တတိထားနေကြပါတယ်တိတာထင်ရှားစွာဖြင့်သူတို့သည်မတူညီသောနေရာအသီးသီးမှရောက်လာကြခြင်းဖြစ်ပါတယ်ယခုမိုးတော်ရန်သို့ရောက်လာသောအခါသူတို့သည်ဖះเจ้าကြီးကိုစိုးရိမ်ပူပန်ကလေးစားကြည်ညိုသောအကြည့်တို့ဖြင့်ကြည့်လိုက်ကြပါတယ်ဖះเจ้าကြီးထဲတွင်ဓာမော်ကြီးတစ်လက်ကိုကင်ဆွဲထားသောရုပ်တုကြီးတစ်ခုရှိပါတယ်ဖះเจ้าတစ်ခုလုံးလူဆို၍ထိုရုပ်တုကြီးအောက်တွင်တရားထိုင်နေသောသူတစ်ယောက်သာရှိပါတယ်ထိုလူသည်ရွှေရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီးကြောက်စိမ့်တရဖူကိုစောင်းထားပါတယ်သူ၏ရုပ်ရည်သွင်ပြင်သည်စာဖွဲမရနိုင်လောက်အောင်ချောမောပြီးမျက်နှာအမူအရာကအလုံးအေးဆက်ပါတယ်သူ၏ခေါင်းပေါ်ရှိကွန်ချာကထူးခြားပြီးသူ့တစ်ကိုယ်လုံးမှာအံ့ဩစရာကောင်းသောအရှိန်အဝါတစ်မျိုးဖြာထွက်နေပါတယ်သူကသူတော်စင်ကျဲပဲဖြစ်ပါတယ်